ဒီကောင်မလေးကသူ့ရဲ့ငွေရှင်းကတ်ကိုပေးပြီးပတ်စဝက်က2-4-5နှစ်သူညနော်တဲ့ငါ့ကိုဘာလို့ပေးတာလဲဒါမှနေရှင်းတယ်လို့သူတို့ထင်သွားမှာပေါ့ခဏနေရင်ငါဘာဝဲနင်းလဲအဲ့ဒါပဲလိုက်ဝဲနှလုံးဝဲလိုက်လေရတယ်အလုံးဆုံးရှိနင်းတစ်လုံးငါတစ်လုံးပေါ့ဒီလောက်နီးကတ်တဲ့အကွာဝေးမှာကောင်မလေးစကားပြောလိုက်တိုင်းထွက်လာတဲ့လေငွေလေးတွေကကျွန်တော်နာရွက်စီကိုဖြတ်တိုက်သွားတော့ရာကြီးကြီးလေးခံစားလိုက်ရတယ်ငါလက်တော့တစ်လုံးလောက်ဝယ်ခြင်းလို့လိုက်ခဲ့ပေးပါလားတက္ကသိုလ်တက်ရင်3ရမှာမလို့ပြီးတော့တက္ကသိုလ်ဝန်ထမ်းဖြည့်ပြီးသွားရင်အင်တာနက်လောကမှာမုံတိုင်းတစ်ခုလောက်တော့ဖန်တီးရတော့မယ်ကောင်းပြီလေဂိမ်းဆော့ဖို့ဝယ်မလားကျွန်တော်နည်းနည်းလေးမေ့သွားတာဂူအီဆိုတာဂိမ်းဆော့တဲ့နေရာမှာတကယ်ကိုပါရမီရှင်ကောင်းပါလိမ့်ပဲအရင်ဘဝတုန်းကဘယ်ဂိမ်းပဲဖြစ်ဖြစ်ကျွန်တော်ကိုအနိုင်ရအောင်အမြဲတမ်းကယ်တင်ပေးခဲ့တဲ့စူပါမင်းလေးဟဲအဲ့ဒါကစီးပွားရေးစလုပ်ဖို့သုံးမှာဟုတ်ပြီလားစီးပွားရေးလုံးမလို့နီလန်ပေါင်းစုံသုံးပြီးအစွမ်းကုန်စူးစမ်းရမှာပေါ့အဲ့ဒီလိုလုံးမသာနေ့လိုမျိုးချမ်းသာလာဖို့တန်းတပုံလောက်အခွင့်အရေးရမှာလေဒါပေမဲ့နင်ကငါထက်အများကြီးပို့တော့တာပဲဟာဟုတ်လို့လားငါချမ်းသာတာကငါအဖေချမ်းသာလို့တတ်တတ်ပါငါကူငါဘဲစစ်မှရှိလဲဆိုတာငါအသိဆုံးပါတကယ်တော့ကိုကြီးရဲ့အယိုးတွေကနေစိတ်ထွက်နေတဲ့သဘောထားဖြူစင်မှုနဲ့လူတိုင်းကိုစိတ်ချမ်းသာစေတဲ့သူ့ရဲ့စရိုက်လေးကမှတကယ်ကိုလူတစ်တန်းမှတယောက်တောင်ရှာရခက်တဲ့အရာပါစတိုးဆိုင်ထဲရောက်တော့အယောင်ကိုယ်စလဲကဘယ်မော်ဒယ်ကိုသဘောကျလဲရှင်ဘာတွေလိုအပ်ချက်ရှိလဲသုံးလို့ရရင်ပြီးတာပါပဲဒီအလုံးတွေကတော့ဈေးပေါ်ဆုံးတွေပါရှင်အဲ့ဒီအချိန်မှာပဲနောက်ကနေခက်ပြက်ပြက်အတန်တန်ထွက်လာတယ်ငါအတွက်အကြိုက်ဆုံးနဲ့အစည်းအကြီးဆုံးတစ်လုံးထုတ်ပေးစမ်းပေါ်ချောင်ကောင်းတွေငါမလို့ချင်ဘူးအိုးတိုက်ဆိုင်လိုက်တာငါကမင်းရှိမှပတ်စံလာကြွားပြနေတာလေမင်းကနည်းနည်းပပလေးတောင်အော်တဲ့တုတ်ပြန်မှုမပေးနိုင်ဘူးလားတာမန်အချိန်ဆိုရင်တခြားလူတွေကသူ့ပတ်စံတွေကိုဂရုမစိုက်ဘူးလို့ပြောတဲ့အခါသူတို့ဘယ်လောက်တောင်ယုံကြည်မှုကင်းမဲ့နေလဲဆိုတာကိုသူချက်ချင်းရိပ်မိတတ်တယ်ဒါပေမဲ့အခုတော့ကျွန်တော်မျက်လုံးထဲမှာလုံးဝဟန်ဆောင်ထားခြင်းမရှိတဲ့လစ်လူရှုမှုတွေကိုသူတွေ့သွားတယ်ပြီးတော့ကျွန်တော်ဘေးကမျက်တောင်လေးတစ်ဖြက်ဖြက်ခတ်ပြီးကြောင်တောင်လေးရက်နေတဲ့ကောင်မလေးကိုသူလှည့်ကြည့်လိုက်တယ်ဘာလို့ဒီကောင်မလေးကလည်းဘာတော့ပြန်မှုမှမရှိရတာလဲဒါကဘာတူလဲငါညီမလေးချမ်းပိုင်းဘလို့ဖြစ်လို့ညီမဖြစ်သွားရတာလဲနေ့လေတုန်းကတော့အကိုလို့ခေါ်ခိုင်းခဲ့တာဘာတူလဲကျွန်တော်စိတ်ထဲကနေရေလိုက်မိတယ်မစိုးဘူးတနေ့ကျရင်သူ့ကိုငါ့ကိုမမလို့ပြန်ခေါ်ခိုင်းပြီးကလဲစားချီဖို့အခွင့်အရေးရလာမှာပါလေလို့ပဲတွေးလိုက်တယ်လူကြီးမင်းဒီဘက်ကိုကြည့်ပါရှင်အယောင်ကိုစလဲအများစုကကော်မရှင်နဲ့လစာရကြတာဆိုတော့ထန်ကြက်ရန်လိုငွေရပေါက်ရလန်တေးချတဲ့ဖောက်တွေကိုမြင်တာနဲ့ချက်ချင်းအနာကပ်ပြီးအလိုဆန္ဒတွေကိုမေးမြန်းတော့တာပဲအဲ့ဒီအချိန်မှာကျွန်တော်တို့နှစ်ယောက်ကတော့ရုတ်တရက်ပြောက်ကွယ်သွားတဲ့လူတွေလိုပဲအဖက်မလုပ်ခံရတော့ဘူးထန်ကြက်ရန်ကအယောင်ကိုစလဲရှင်းပြတာတွေကိုနားထောင်နေဟန်ဆောင်ရင်သူ့မျက်လုံးတွေကတော့ကျွန်တော်တို့ဘက်ကိုမကြာခဏခိုးကြည့်နေတယ်ကျွန်တော်ရဲ့တုတ်ပြန်မှုရဲ့ကုရီရဲ့တုတ်ပြန်မှုရဲ့ကိုကြည့်ပြီးသူ့မျက်နှာကပူပြီးဂုံယူဝင့်ကြွားနေလေရဲ့ကျွန်တော်ကတော့ဒါကိုရေးစရာတစ်ခုလိုသဘောထားပြီးကောင်တာဘေးမှာမိရင်းသူ့ရဲ့တရုပ်ဆောင်မှုတွေကိုတိတ်လေးထိုင်ကြည့်နေလိုက်တယ်ရုတ်တရက်ဘာဖြစ်လို့လဲကုရီကကျွန်တော်လက်ထဲကိုကက်လာထည့်ပေးတယ်စကားဝက်က2-4-5-20နော်ငါ့ကိုဘာလို့ပေးတာလဲဒါမှနေရှင်းတယ်လို့သူတို့ထင်သွားမှာပေါ့ခဏနေရင်သူပါဝဲနင်းလဲအဲ့ဒါပဲလိုက်ဝဲနှလုံးဝဲလိုက်လေရတယ်အလုံးဆုံးရှိနင်းတစ်လုံးငါတစ်လုံးပေါ့ဒီလောက်နီးကတ်တဲ့အကွာဝေးမှာကောင်မလေးစကားပြောလိုက်တိုင်းထွက်လာတဲ့လေငွေလေးတွေကကျွန်တော်နာရွက်စီကိုဖြတ်တိုက်သွားတော့ရာကြီးကြီးလေးခံစားလိုက်ရတယ်မလိုပါဘူးငါနင်းကိုလက်ဆောင်ပေးတယ်လို့သဘောထားလိုက်ပါမြန်သွားလေသူနင့်ကိုအဲ့ဒီလိုမျိုးအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေတာနင်းတော့မထွက်ဘူးလားဟိုအယောင်သမားကလည်းအယမ်းမုန်းစရာကောင်းတယ်သူကဘာမို့လို့နင့်ကိုအဖက်မလုပ်ရတာလဲအဲ့ဒါကပြောစရာမကောင်းဘူးလားငါကဘာကိစ္စဒေါသထွက်ရမှာလဲကျွန်တော်အဲ့ဒီလိုပြန်ဖြေပြီးတာနဲ့ရုတ်တရက်ဆွန့်သွားတယ်ဘာလို့လဲဆိုတော့ကုရီရဲ့မျက်လုံးလေးတွေကဒေါသကြောင့်หนีရဲနေလို့ပါပဲကျွန်တော်အနှိမ်ခံရတာကိုသူကလုံးဝမခံစားနိုင်ဖြစ်နေတာလေဒါဆိုနင့်ကိုစားငါကပဲဒေါသထွက်ပေးရမှာပေါ့ဟုတ်ပြီလားကျွန်တော်ရင်ထဲမှာကြည်နူးမှုတွေရောဘာလို့ရမှန်းမသိတဲ့ခံစားချက်တွေရောထွေးပြီးနှွေးထွေးသွားပါတော့တယ်ဒီလောက်ကိစ္စလေးကိုများတေချာကြည့်ထားလိုက်ပြောဆိုနဲ့ပဲကျွန်တော်သူမကိုပြန်ဆွဲခေါ်လာခဲ့တယ်အယောင်ကိုစလဲကအပေါ်ဆုံးကွန်ပျူတာကိုထုတ်ပိုးပေးပြီးတဲ့နောက်ဘေးကကောင်တာမှာဖုန်းသွားကြည့်ရအောင်ငါနင့်ကိုတစ်လုံးလက်ဆောင်ပေးမယ်တကယ်လားအရန်ဈေးကြီးတာတော့မရဘူးနော်နည်းနည်းဈေးပေါ်တာလေးပဲရွေးထန်ကြက်ရန်တယောက်ဝင်ပါလာပြန်သည်ငါကိုအဈေးအကြီးဆုံးဖုန်းတစ်လုံးပေးအဈေးအကြီးဆုံးပဲလိုချင်တယ်ကျွန်တော်ကပြုံးဆဆနဲ့သူ့ကိုကြည့်လိုက်ပြီးအိုးတိတ်ကိုချမ်းသာပါလားကြက်ရန်အကိုရာကျွန်တော်ပြောတာမဟုတ်ဘူးနော်မင်းကလေးတယောက်ကိုလက်ဆောင်ပေးတာဒီလိုဈေးပေါ်တာကြီးပေးရတယ်ပေါ့လေမင်းပြောတာမှန်တယ်ထားလိုက်တော့မဝယ်တော့ဘူးနင့်ကိုနာယီပဲဝယ်ပေးတော့မယ်ထန်ကြက်ရန်တယောက်ယွန်း1000ကျော်တန်းနာယီကိုဝယ်လိုက်တဲ့အထိကျွန်တော်ကတော့ဘေးကနေအေးစစ်စစ်ပဲရက်ကြည့်နေတော့မှနောက်ဆုံးတော့သူမနေနိုင်တော့ဘူးမင်းကရောဘာလို့ဒီကောင်မလေးအတွက်ဘာမှမဝယ်ပေးရတာလဲမတတ်နိုင်ဘူးလေခမ ्या လောက်မှမချမ်းသာတာထန်ကြက်ရန်ကအစကတည်းကဒီစကားကိုကြားချင်နေခဲ့တာပါဒါပေမဲ့တကယ်တမ်းကြားလိုက်ရတဲ့အခါမှာတော့သူဘလို့မှမပြောနိုင်ဘူးဖြစ်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကနည်းနည်းလေးတောင်ဒေါသမထွက်နေလို့ပဲဘေးနာကကောင်မလေးကလည်းကျွန်တော်ချော့ထားလို့ပြောရှင်နေတယ်သူကတော့ပတ်စံတွေအများကြီးအကုန်ခံပြီးဖြုံးတိလိုက်ရပေမဲ့ဟိုမင်းကလေးကသူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ဘူးလေအဲ့အချိန်ဖုန်းဝင်လာတယ်ဟာလိုအဖေငါကမင်းဖေမဟုတ်ဘူးအပြင်ထွက်ပြီးကွန်ပျူတာသွားဝယ်တာယွန်း3000ကျော်တောင်300တလားဒီနေ့မင်းကိုတေအောင်မရရင်မင်းကပဲငါအဖေလှုပ်လိုက်တော့ကျွန်တော်လည်းဘေးကနေဝင်ရောက်ပင်ပေးလိုက်တယ်မြန်သွားပြန်အမ်းလိုက်ပါ3000ဆိုတာနည်းတဲ့ပတ်စံမှမဟုတ်တာဒီလောက်လေးသုံးတာများမအမ်းဘူးထန်ကြက်ရန်ကလက်ကပြလိုက်ပြီးကုန်းတိုက်ထဲကနေလှည့်ထွက်သွားတယ်ရင်ကောခေါင်းမော်ပြီးအိမ်ပြန်အရိုက်ခံဖို့သွားတာကပဲသူ့ရဲ့နောက်ဆုံးကြံနေသေးတဲ့မာနာလေးတစ်ခုဖြစ်နေတော့တယ်နင့်ရဲ့စိတ်ထားကဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲကုရီကအံ့ဩတကြီးမေးတယ်ဘာလို့လဲဆိုတော့လူဆိုတာသူများရဲ့အကဲဖြတ်မှုတွေအောက်မှာရှင်တန်နေလို့မရဘူးလေအရင်ဘဝတုန်းကတော့တိမ်ငယ်စိတ်ကြောင့်ဖြစ်လာတဲ့ပြင်းထန်တဲ့မာနာတွေကြောင့်လမ်းမတွေအများကြီးရှောက်ခဲ့ရတယ်ဥပမာပြောရရင်အဲ့ဒီတုန်းကသာလင်းဝမ်ချိုးကိုတောင်းပန်ခဲ့မယ်ဆိုရင်ငါတို့နှစ်ယောက်ရဲ့စက်သိန်းကအဲ့ဒီလိုဖြစ်ခဲ့မှာမဟုတ်ဘူးချမ်းပိုင်းအခုနကနင်ပြောတဲ့ငါကိုနိုင်ဝယ်ပေးမယ်ဆိုတာတီသေးလားတီတာပေါ့ဒါလေးဝယ်မယ်ကလေးကစားစရာလိုနိုင်လေးကိုလက်ညှိုးထိုးပြကဝယ်ပေးလို့တော့ရပါတယ်ဒါပေမဲ့နင်ဒါကြီးပတ်ထားရင်နင့်အဆင့်တန်းကျသွားမယ်လို့မထင်ဘူးလား
မင်းကရောဘာလို့ဒီကောင်မလေးအတွက်ဘာမှမဝေပေးရတာလဲအခုနောက်ကထန်ချက်ရန်ပြောသွားတဲ့စကားကိုကျွန်တော်ပြန်ကြားရောက်မိတယ်လမ်းတစ်လျှောက်လုံးကုရီဟာသူမရဲ့ကိုယ်ပိုင်ကက်ကိုပုတ်ပြီးမိတ်ကက်တွေလက်ဝတ်ရတနာတွေအများကြီးဝေခဲ့တယ်ကျွန်တော်ရဲ့လက်မောင်းနှစ်ဖက်လုံးအိတ်တွေအပြည့်ဖြစ်သွားမှာပဲသူမကကြည်ကြည်နက်နက်နဲ့ပြန်ဖို့သဘောတူတော့တယ်ငါတကယ်ပဲဝင်စားလာတာဟုတ်ရဲ့လားဘာလို့အရင်လိုပစ္စည်းတွေပေးရတဲ့နေရက်တွေကြီးပဲဖြတ်တန်းနေရတာလဲအိမ်ပေါက်ဝကိုရောက်တော့ကုရီကသူမရဲ့လက်ချီတက်တက်ဖြစ်နေတာကိုငုံကြည့်ပြီးရှက်ကိုရှက်ကန်းလေးပြုံးတယ်ပြီးတော့ကျွန်တော်စီကပစ္စည်းတချို့ကိုယူလိုက်ပြီးမှတကားသွားခောက်တယ်နင်းတကယ်ကောက်ချစ်တာပဲကျွန်တော်ကစားလိုက်တယ်မင်းကလေးတွေဆိုတာနည်းနည်းပါးပါးညံ့ညမ်းမှချစ်ဖို့ကောင်းတာလေးထားပါတော့နည်းနည်းတော့ချစ်ဖို့ကောင်းပါတယ်တကားပွင့်လာပြီးချမ်းပိုင်းအမေထွက်လာသည်အီလားမြန်မြန်ဝင်ခဲ့မင်္ဂလာပါအန်တီဒါဟာအန်တီအတွက်သမီးယူလာတဲ့လက်ဆောင်တွေပါအိုးဘယ်ဟာကအန်တီအတွက်လဲသမီးရဲ့ဒီအိတ်တွေအကုန်လုံးပဲလေအန်တီကိုပထမဆုံးအကြိမ်လာတွေ့တာဆိုတော့အန်တီသမီးကိုသဘောမကျမှစိုးရိမ်နေတာသမီးကအရင်တုန်းကအန်တီကိုအများကြီးကူညီပေးခဲ့တာလေအန်တီကကျေးဇူးတင်လို့တော့မဆုံးသေးဘူးခဏနေရင်ပြန်အမ်းလို့ရတဲ့ပစ္စည်းတွေအမြန်သွားပြန်အမ်းလိုက်နော်အခုလိုလာတွေ့တာနဲ့တင်အန်တီအရန်ဝမ်းသာနေပါပြီအီထိုင်ပါဦးသမီးရဲ့ဒီအိမ်လေးကနှစ်တွေကြာနေပြီဆိုတော့နည်းနည်းတော့ဟောင်းနေလိမ့်မယ်သမီးတော့ရဲချင်းစရာဖြစ်နေမလားပဲအိုးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအန်တီကသမီးကိုဘယ်လိုလူများမှတ်နေလို့လဲပြီးတော့ဒီအိမ်လေးကအရန်ကိုနှွေးထွေးတာပဲအန်တီကနေရာတိုင်းကိုတက်တက်ရရတန်ရှင်းရေးလုပ်ထားတာသမီးခန်းတောင်ဒီလောက်မတန်ရှင်းဘူးဒီကောင်မလေးရဲ့စရိုက်ကဒီလောက်တောင်ကောင်းနေမယ်လို့မေမေထင်မထားခဲ့ဘူးအန်တီရဲ့ online ဆိုင်လေးရောအခြေအနေဘယ်လိုလဲဟင်အခုတော့အရန်ကောင်းနေပြီသမီးရဲ့တနေ့ကိုရွှန်း6000 9000လောက်တောင်မြတ်တယ်သမီးတို့လူငယ်တွေကတော့တကယ်အကြံဉာဏ်ကောင်းတာပဲရိုက်ထားတဲ့ပုံတွေကအဲ့ဒီလောက်တောင်အလုပ်ဖြစ်တာလားဖြစ်တာပေါ့အန်တီရဲ့ဒီမှာကြီးမှတ်ချက်တွေထဲမှာဆိုရင်သမီးနဲ့ဝန်ချိုးဝတ်ထားတဲ့အဝတ်စားတွေကတိတ်လာတာပဲဆိုပြီးချီကျူးထားတာကြီးပဲဘာလို့ဆိုင်ကိုအမှတ်နှိပ်ပေးထားတဲ့သူတွေရှိနေရတာလဲတကယ်စိတ်ဆိုးစရာပဲနေပါဦးဒီမှတ်ချက်တွေကလည်းကျမတို့ကိုချီကျူးနေတာပဲဟုတ်တယ်သမီးရဲ့အန်တီကတော့နည်းနည်းအားနာမိတယ်နောက်ဆိုရင်တက္ကသိုလ်ဝင်တန်းဖြေရတော့မှဆိုတော့ဒီကိစ္စတွေကသမီးရဲ့ဆောင်မွေးပွဲကိုထိခိုက်စေမှာလားမထိခိုက်ပါဘူးအန်တီရဲ့သမီးအမှတ်တွေကအရန်ကောင်းပါတယ်ဒါနဲ့သမီးမိဘတွေကသမီးအတွက်အိမ်နိုင်ရာရောက်ကျူရှင်စရာငှားပေးဘူးလားအကျိုးရှိရဲ့လားအိုးအများကြီးပေါ့အန်တီရဲ့စန္ဒယာတို့အကားတို့အကုန်တင်ပေးတာအကျိုးကတော့တေချာပေါက်ရှိတာပေါ့အခုတလောအိမ်မှာပတ်စံလေးနည်းနည်းအဆင်ပြေလာတော့ချမ်းပိုင်အတွက်ကျူရှင်စရာတယောက်လောက်ရှာပေးရမလားလို့အန်တီတွေးနေတာနောက်ဆုံးအချိန်မှာတင်ကန်းစာတွေကိုတေချာပြန်နှွေးလို့ရအောင်လို့လေတက္ကသိုလ်ဝင်တန်းဆိုတာတစ်သက်မှာတစ်ခါပဲဖြေရတာမဟုတ်လားဒါဆိုသမီးလုပ်ပေးရင်ရောအဆင်ပြေမလားအန်တီသမီးလည်းမဟုတ်ဘူးလေနည်းနည်းရှာချင်နေတာပြင်ပပေါက်စေးရဲ့80%ပဲယူမှာပါအဲ့ဒါကဘယ်ကောင်းပါမလဲသမီးလည်းစာပြန်နှွေးရအောင်ပါလေစာတင်ပေးတဲ့သူကပို့ပြီးတိုးတက်မြန်တယ်လို့ဆရာတွေကခဏခဏပြောတတ်ကြတယ်လေအန်တီရဲ့မိမိကတော့ချမ်းပိုင်အတွက်ကောင်မလေးတွေကိုကျူရှင်စရာလုံးဝမငှားဘူးလို့စဉ်းစားထားတာစာမေးပွဲကိုအနောက်ရှက်ဖြစ်မှာစိုးလို့လေဒါပေမဲ့အခုတော့ဒီလောက်လာတဲ့ကောင်မလေးကသူကိုယ်တိုင်လာပြောနေပြန်ပြီတကားပွင့်လာပြီးလင်းဝမ်ချိုးရောက်လာသည်ဝမ်ချိုးရောက်လာပြီလားမြန်ဝင်ခဲ့လေမင်္ဂလာပါအန်တီဝမ်ချိုးလေးအန်တီအိမ်ကိုမလာတာအတော်ကြာသွားပြီနော်ခဏနေရင်သမီးကြိုက်တဲ့ဟင်းတွေအန်တီအများကြီးချက်ပေးမယ်ဟုတ်ကဲ့ချမ်းပိုင်ရောဘယ်မှာလဲမိဖို့ကြောင့်ထဲမှာအလုပ်ရှုပ်နေတယ်သမီးသွားကြည့်လိုက်ပါဦးမယ်ဒါနဲ့အန်တီအခုနောက်ကဘာတွေပြောနေကြတာလဲဟင်အီကချမ်းပိုင်ကိုကျူရှင်တင်ပေးမယ်လို့ပြောနေတာလေနေပါဦးနင်းကခေါင်းတော်မချောက်သေးပဲဘယ်လိုလုပ်ပြေးထွက်လာတာလဲသမီးသူ့ကိုဘယ်လောက်ပေးရရင်တင့်တော်မလဲသူကတစ်ချိန်ကိုယွန်း100ပဲယူမယ်တဲ့အပြင်ကကျူရှင်တွေက200လောက်ပေးရတာကိုအန်တီသမီးကိုငှားပါသမီးက10ရွန်ပဲယူမယ်ချမ်းပိုင်လိုကောင်းစုပ်လေးကိုစာတင်ပေးရတာကအဲ့ဒီလောက်တောင်ပြောစရာကောင်းလို့လားဘာလို့အပြိုင်ဆိုင်ဈေးတွေရှော့နေကြတာလဲအယူမလေးရဲ့ဒါကပတ်စံကိစ္စမဟုတ်ဘူးလေသမီးကိုငငယ်လေးကလေးကကြီးလာတဲ့အထိကြီးလာခဲ့တာအန်တီကသမီးကိုဘယ်လိုလုပ်ဒုက္ခပေးရပါမလဲဒါဆိုသမီးပတ်စံမယူတော့ဘူးဒါကပတ်စံယူတာမယူတာနဲ့မဆိုင်အန်တီသမီးကိုငှားပါဒီကောင်မလေးကအတန်သွင်းဆက်ကြီးကြနေတာပဲဒါပေမဲ့မိမိကလင်းဝမ်ချိုးရဲ့အကြောင်းကိုသိတယ်သူကငငယ်လေးကလေးကခေါင်းမာပြီဆိုရင်နွားပေါက်စလေးလိုပဲလုံးဝမရဘူးလေအဲ့ဒါကြောင့်သူ့ကိုဘယ်လိုမှမတက်နိုင်တော့ပဲလက်ခံလိုက်ရတယ်ကောင်းပြီလေဒါပေမဲ့စီကံတစ်ခုရှိတယ်ဝမ်ချိုးကပေါက်ဈေးတိုင်းပတ်စံယူရမယ်မယူလို့လုံးဝမရဘူးနော်ဟုတ်ကဲ့အန်တီသမီးထမင်းသွားချက်လိုက်ပါဦးမယ်သမီးပဲလုပ်လိုက်ပါမယ်မိဖို့ကြောင့်တဲ့တွင်ချမ်းပိုင်သူကအယမ်းမာနေတာပဲဘာလို့ခုံပေါက်နေသေးတာလဲတထေးမလေးရဲ့ဒါကငါချင်းလေးတေချာပေါက်ခုံမှာပေါ့ခဏနေတဲအိုးလေးထည့်လိုက်ရင်တော့ထက်ခုံပြအောင်မှာအခုတော့ငြိမ်သွားပြီသူကအယမ်းတနာစရာကောင်းတာပဲတေတော့မယ်ထင်တယ်နင်းသူ့ကိုအရသာရှိအောင်ချက်ပေးဖို့မမေ့နဲ့နော်နင်းပြောတဲ့ရှေ့စကားနဲ့နောက်စကားကလုံးဝဆန့်ကျင်ဘက်ကြီးဖြစ်မနေဘူးလားသူ့ကိုအလကားအသေးမခံခိုင်းနိုင်ဘူးလေချမ်းပိုင်ငါ့ကိုဒီကျိုးလေးချီပေးပါဦးအဲ့ဒီအချိန်မှာကျွန်တော်လက်တွေကအလုံးများနေပြီးရေတွေလဲဆူနေတယ်အစကတော့ကုရီကိုကူချီပေးခိုင်းမလို့ပဲဒါပေမဲ့ကုရီကလင်းဝမ်ချိုးဘက်ကိုမင်းမော့ပြပြီးမြန်သွားချီပေးဖို့အချက်ပြနေတယ်အဲ့ဒါနဲ့ကျွန်တော်လည်းလက်ကိုပေါင်းပြီးမှပဲခက်သွက်သွက်တုပ်လိုက်တယ်အဲ့ဒီနောက်လင်းဝမ်ချိုးရဲ့နောက်ကျောဘက်ကိုရှောက်သွားလိုက်တယ်ဒီလောက်နီးကပ်တဲ့အကွာဝေးမှာကောင်မလေးရဲ့စပင်တွေကြားကဖြူဖွေးနေတဲ့လက်တိုင်လေးကိုရှင်းရှင်းလင်းလင်းမြင်နေရပြီးသူ့ကိုယ်ကထွက်နေတဲ့တီတန်ရနံ့တင်းတင်းလေးကိုလည်းရှူရှိုက်မိနေတယ်လင်းဝမ်ချိုးကပုံမှန်ဆိုရင်အေးဆက်ဆက်နဲ့ဘသူ့ကိုမှဂယုမဆိုင်ချင်တဲ့ပုံစံမျိုးလေဒါပေမဲ့အခုလိုအေပရွန်လေးဝတ်ထားတော့ပိုပြီးနူးညံ့တိမ်မွေးတဲ့ပုံပေါက်နေတယ်ဒီလိုမြင်ကွင်းမျိုးကိုအသက်ရှူနေသေးတဲ့ဘယ်ယောက်ျားလေးမဆိုတေချာပေါက်ရင်ခုန်သွားမှာပဲဘာလို့လင်းဝမ်ချိုးကိုအနောက်ကနေဖက်လိုက်ရတယ်လို့ခံစားနေရတာလဲသူ့ခါလေးကတကယ်ကိုသေးသွယ်လုံးပါတယ်ငငယ်လေးကလေးကစီးစိမ်တွေနဲ့ကြီးပြင်းလာတဲ့တထေးသမီးလေးတစ်ယောက်တာမန်ချိန်ဆိုထိတစ်ချောင်းဝယ်ဖို့တောင်ရွံထောင်ချီသုံးနိုင်တဲ့သူမကနင့်အတွက်နဲ့အရာအလုံးကိုဆွတ်လုပ်ပြီးနင့်ကိုရွှွန့်လုံထဲကနေဆွဲထုတ်ဖို့အတွက်ဆင်းရဲဒုက္ခတွေကိုအတူတူခံစားပေးနိုင်တယ်ဆိုရင်နင်တကယ်ပဲသူဝမ်းနေနေတာကိုရရဆက်ဆက်ကြည့်ရမှာလားကုရီအနေနဲ့ကျွန်တော်ကိုမသိခဲ့ရင်ပဲပြီးပြည့်စုံတဲ့မိသားစုဘဝလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပဲလို့ထင်ခဲ့တာဒါပေမဲ့အခုကြည့်ရတာအဲ့ဒီလိုမဟုတ်ဘူးနင်စန့်ကျင်ဘက်လုပ်ဖို့တင်ယူလို့ရတယ်လေလူပြောခဲ့တော့ကသူမပြန်ဖြေခဲ့တဲ့စကားကိုကြားရောက်မိသေးတယ်အဲ့ဒီလိုစန့်ကျင်ပြီးရင်ရောငါဘယ်ကိုသွားရမှာလဲချမ်းပိုင်
တကယ်လို့နောက်တစ်ချိန်နင့်မှာအင်အားတွေရှိလာခဲ့ရင်ငါ့ကိုလည်းလာခဲ့ပါဦးနော်နင်ပါလို့ဟင်းလာချက်နေတာလဲအန်တီကိုအယမ်းမပင်ပန်းစေချင်လို့လေငါနင့်ကိုကူညီမယ်နှစ်ယောက်အတူတူလုပ်ရင်ပုံမြန်တာပေါ့ငါလည်းကူလုပ်မယ်လေကူကြီးကဝင်ပြောတယ်နင်ဟင်းချက်တက်လို့လားမတက်ဘူးလေဒါဆိုရင်နင်းချက်တုံဖြူသွားခွာချေမိဖို့ချောင်ထဲမှာကောင်မလေးပြောင်းသွားတဲ့အခါမိဖို့ချောင်ရဲ့အငွေ့တက်ကလည်းရုတ်တရက်ကြီးပြောင်းလဲသွားတယ်အခုနကစူစူညံညံနဲ့ပြောစရာကောင်းနေခဲ့ပေမဲ့အခုတော့ဟင်းဒီဟင်းရွက်စေးကြောတန်လိချုတန်တွေနဲ့လူနှစ်ယောက်ရဲ့တူတူတိတ်တိတ်စကားပြောတန်လေးတွေပဲကျန်တော့တယ်ဟင်းချက်တာဒီလောက်လွယ်တာကိုနင်ကဘာလို့မတင်ထားရတာလဲလင်းဝမ်ချိုးကမေးတယ်အသစ်စားစရာတွေရှိနေတာပဲဟာဘာလို့ဖို့တင်နေမှာလဲအန်တီကနင့်ကိုတစ်သက်လုံးဟင်းချက်ကျွေးနေနိုင်မှာမဟုတ်ဘူးလေဒါဆိုလဲနင့်စီလာကစားမှာပေါ့အစိုးဆုံးဆိုရင်ငငယ်တုန်းကပြောခဲ့တယ်လို့လေနင့်ကိုပဲတစ်သက်လုံးအမိကိုပြုတော့မယ်နင့်မျက်နှာကတကယ်ထူကြီးပဲငငယ်တုန်းကဂတိပေးထားတယ်မဟုတ်လားနင်ကိုယ်တိုင်ပဲစူးစမ်းပြီးဟင်းချက်တင်မယ်ပြီးရင်ငါ့ကိုအမြဲတမ်းချက်ကျွေးမယ်ဆိုနင်ပဲပြောနေတယ်လေအဲ့ဒါကငငယ်တုန်းကကိစ္စလို့ကောင်မလေးရဲ့လှုပ်ရှားမှုတွေအချိန်တော်ကြာရပ်တန့်သွားတယ်ဘာတွေတွေးနေလဲဆိုတာတော့သူမကိုယ်တိုင်ပဲသိမှာပေါ့တကယ်လို့ငါသာရွေဟန်တက္ကသိုလ်ကိုရောက်သွားပြီးအဲ့ဒီမှာကြောင်းပြီးသွားရင်ငါမိဘတွေကငါ့ကိုရွေးချယ်စရာနှစ်ခုပဲပေးလိုက်မယ်အဲ့ဒီမှာပဲအလုပ်လုပ်ပြီးအတွေ့အကြုံယူမလားဒါမှမဟုတ်ကုမ္ပဏီကိုတိုက်ရိုက်ဝင်မလားဆိုတာပဲဘလို့ပဲဖြစ်ဖြစ်ငါ့ကိုဒီမျိုးကိုပြန်လာခွင့်ပေးမှာတော့တေချာပေါက်မဟုတ်ဘူးလင်းဝမ်ချိုးကဆက်ပြောတယ်ဟန်ချန်မျိုးကတက္ကသိုလ်ရဲ့အနေဆုံးဝင်ခွင့်အမှတ်က980လောက်ရှိတယ်နင်သာအခုကလေးကတေချာစာမလုပ်ပဲအဲ့ဒီကိုမဝင်နိုင်ခဲ့ရင်ငါ့ကိုတစ်သက်လုံးဘလို့လုပ်မိခိုနိုင်ပါမလဲဟင်းနေ့လိုထိတ်တန်းတက္ကသိုလ်တွေကိုစိတ်ကြိုက်ရွေးချယ်ခွင့်ရှိတဲ့စာတော်တဲ့အကြောင်းသူကြီးကဟန်ချန်မျိုးကတာမန်တက္ကသိုလ်တွေရဲ့အကြောင်းကိုဘာလို့ဒီလောက်တောင်အသေးစိတ်လေ့လာထားရတာလဲဒါဆိုငါသာစာမွေးပွဲအောင်သွားရင်နင်သဘောတူမယ်ဆိုတဲ့အတိတ်ပဲလားကျွန်တော်ကပ်ပြီးမေးလိုက်တယ်အဲ့ဒီလောက်ကြီးအနာမကတ်နဲ့အရင်ကဆိုရင်လင်းဝမ်ချိုးစီကနေလူဆိုးကောင်တို့ရုပ်မာတဲ့ကောင်တို့အစဲခံရရုံတော့ပဲရှိမယ်လို့ထင်ထားခဲ့တာဒါပေမဲ့အခုလိုကြားလိုက်ရတော့တကယ်ကိုနည်းနည်းလေးတာယာမိတယ်တာမန်လူတွေရဲ့အမြင်မှာတော့လက်လန်းမမီနိုင်တဲ့နတ်သမီးလေးကမျက်နှာလေးနီးမြန်းပြီးရှက်ကိုရှက်ကန်းနဲ့ဝမ်းနဲ့တလူဟန်လေးနဲ့ကျွန်တော်ကိုလူဆိုးကောင်လို့ပြောနေတဲ့ခံစားချက်ကဘာကြောင့်မှမသိသူငါ့ကိုပိုးပြီးတော့အနိုင်ကျင့်ခြင်းစိတ်ပေါက်လာစေတယ်ဒါဆိုနေတကယ်ပဲသဘောတူလားမတူဘူးလားနင်အရင်ဆုံးစာမွေးပွဲအောင်ဖြေပြလိုက်လေပြီးမှပြောညနေ6 နာရီကျော်လောက်မှာတော့ကျွန်တော်နဲ့လင်းဝမ်ချိုးဟင်း6ပွဲနဲ့မိုးဟင်းချိုတပွဲကိုပြင်ဆင်ပြီးသွားပြီးတေချာတာကတော့အများစုကိုလင်းဝမ်ချိုးချက်ခဲ့တာပါကျွန်တော်ကဘေးကနေကူပေးရုံပါပဲစာဒီလောက်တော်တဲ့သူကဟင်းချက်တဲ့နေရာမှာတော့ဒီလောက်အထိကျွမ်းကျင်အောင်ဘလို့များလေ့ကျင့်ထားပါလိမ့်ပြင်ပန်းသွားပြီးဝမ်ချိုးရီဘာလို့လဲဆိုတော့မေမေကမိဖို့ကြောင့်လည်းဝင်ပြီးဟင်းချက်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့လင်းဝမ်ချိုးကသူ့ကိုအတင်းမောင်းထုတ်ခဲ့လို့ပဲနောက်တစ်ခါဆိုရင်ဒီလောက်ခေါင်းမာလို့မရဘူးနော်အန်တီမှာအာနာစရာကြီးမေမေကပြောတယ်သူကငငယ်လေးကလေးကနွားပေါက်စလေးလို့ခေါင်းမာတာလေအရင်တုန်းက Rubik's Cube ကိုမစီတက်ရင်ထမင်းတောင်မစားတဲ့သူအန်တီလည်းတီသားနဲ့ကျွန်တော်ကဝင်စားလိုက်တယ်အန်တီမြည်ကြည့်ပါဦးအရန်စားလို့ကောင်းတယ်နော်အန်တီသမီးချက်တုံဖြူခွာထားတာရောဘလို့နေလဲဟင်ကူကြီးကဝင်ကြွားတယ်ဒီကောင်မလေးကဒီလောက်တောင်ချစ်ဖို့ကောင်းလိမ့်မယ်လို့မထင်ထားခဲ့ဘူးအီလေးကလည်းညံကောင်းပါတယ်အန်တီတစ်ချက်လေးတင်ပေးလိုက်တာနဲ့ချက်ချင်းတက်သွားတာပဲမေမေကသဘောကျစွာနဲ့ဆက်ပြောတယ်အန်တီရဲ့ဆိုင်မှာကူညီပေးကြလို့ဝမ်ချိုးနဲ့အီတို့နှစ်ယောက်လုံးကိုတကယ်ကျေးဇူးတင်ပါတယ်ကွယ်ပြီးတော့အန်တီအိမ်ကိုအခုလိုလာလဲပေးကြလို့လဲဝမ်းသာပါတယ်ရပါတယ်အန်တီရဲ့လုတ်တက်လုတ်ထိုက်တာလေးတွေလုတ်ပေးရတာပါမင်းကလေးနှစ်ယောက်ကပြိုင်လူပြန်ပြေးလိုက်ကြတယ်ဒီမြင်ကွင်းကကျွန်တော်ကိုအရန်ကိုငေးမောတွေဝေသွားစေတယ်အရင်တုန်းကလည်းမေမေကဒီလိုမျက်နှာထားမျိုးနဲ့ပဲမကြောက်နဲ့နော်မေမေတယောက်တည်းလဲသားကိုကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်လို့ပြောခဲ့ဘူးတာလေဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမကသားလေးမွေးနေ့မှာပျော်ရွှင်ပါစေတဲ့ဟင်ဒီနေ့ကနင့်မွေးနေ့လားနင်ကိုယ်တိုင်မသိဘူးလားငါတော့သိနေတာဘူးဘလို့ဖြစ်လို့ဒီလောက်ငငယ်ရွယ်ရွယ်နဲ့နေ့ရက်တွေကိုတောင်မေ့နေရတာလဲကုကြီးကအံ့ဩတကြီးဝင်ပြောတယ်ဒီကောင်လေးအခုတလောတော်တော်ပြောင်းလဲသွားတယ်ပိုပြီးညံကောင်းလာတာလားဒါမှမဟုတ်ပိုပြီးထုံတိုင်းသွားတာလားတော့မသိတော့ပါဘူးကွယ်လို့မေမေကပြုံးရင်းပြောရှာတယ်တကယ်ပဲကျွန်တော်နေ့ရက်တွေကိုမေ့လျော့နေခဲ့တာပါအရင်ဘဝတုန်းကမေမေဆုံးပါသွားပြီးကလေးကကျွန်တော်မွေးနေ့ကိုကျွန်တော်တခါမှမှတ်မထားခဲ့တော့ဘူးနှစ်တိုင်းလင်းဝမ်ချိုးပို့ပေးတဲ့လက်ဆောင်တွေရောက်လာမှဒါမှမဟုတ်ကုကြီးရုတ်တရက်ရောက်ချလာမှသာအဲ့ဒီနေ့ကကိုမွေးနေ့မှပြန်တီးခဲ့ရတာအရင်ဘဝကလည်းကုကြီးကအစောကြီးကလေးကဖုံးဆက်ပြီးငါဟန်ချန်မြို့မှာရှိနေတာနင်ဘယ်မှခီးထွက်လို့မရဘူးနော်ဘယ်မှမသွားရဘူးလို့ကျိုးပိတ်ပြောထားတယ်လို့ပါရုတ်တရက်ကျွန်တော်သတိထားမိလိုက်တာကအရင်ဘဝမှာရောဒီဘဝမှာပါကျွန်တော်မွေးနေ့ကိုအမြဲတမ်းမှတ်မိနေပေးတာဒီလူ3ယောက်ပဲရှိတာပါလားကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာရပါတယ်ဟဲ့စက်တုံဖြူခွာပေးုံလေးတင်မှုလို့ပါကုကြီးကနောက်ပြောင်လိုက်တယ်ဖုန်းမိလာတယ်ဟာလို့ဟုတ်တယ်မေမေသမီးအခုအိမ်မှာမရှိဘူးအပြင်မှာတငယ်ချင်းမွေးနေ့ပွဲလာလုပ်ပေးနေတာသူတို့ကမေမေနဲ့ဘာများပြောစရာရှိမှလဲအဆင်မပြေပါဘူးအဲ့ဒီအချိန်မှာလင်းဝမ်ချိုးရဲ့အတန်ကဖုန်းထဲကိုတမင်ကြားအောင်ဝင်လာတယ်နင်းချက်တောင်ပန်အစားအောင်မလားကုကြီးကလင်းဝမ်ချိုးကိုကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်လိုက်ပေမဲ့ချက်ချင်းပဲသူ့မျက်နှာထားကပြန်တည်သွားတယ်အပြင်မှာလို့ပြောနေတယ်လေဗီဒီယိုခေါ်လို့မရဘူးထမင်းစားပြီးရင်ပြန်လာခဲ့မယ်ဟုတ်ကဲ့သိပါပြီကုကြီးကဖုန်းကိုဖြည်းဖြည်းချင်းချလိုက်တယ်ပြီးတော့ငေးနေတာတော့မဟုတ်ပဲဘာစကားမှမပြောတော့ပဲငြိမ်ငြိမ်လေးထိုင်နေတယ်ဟိုလေငါအရင်ပြန်တော့မယ်ကားသမားကအိမ်အောက်မှာရောက်နေပြီတဲ့နင်းတို့ဆက်စားကြတော့နည်းနည်းလောက်ထပ်နေပါဦးလားသမီးရဲ့မိမိကတားတယ်ရပါတယ်အန်တီနောက်တစ်ခါမှသမီးထက်လာခဲ့ပါမယ်အန်တီဒီမျက်နှာကက်ခွာကညအိယာမဝင်ခင်တုံးရတာတော့အာနိတင်အရန်ကောင်းတယ်ပြီးတော့ဒီမျက်နှာတစ္ဆေးတွေအကုန်လုံးကအန်တီအသက်အရွယ်နဲ့ကိုက်ညီတယ်တုံးကြည့်ပြီးဘယ်ဟာပိုကောင်းလဲဆိုတာနောက်မှသမီးကိုပြန်ပြောပြနော်ဒါကရေတက်ဖြစ်ပေးတာဒါကအရေးအကြောင်းတွေကိုတက်တာစီတာဟိုဘက်ကအပုံလိုက်ကြီးကတော့အားဆေးတွေအန်တီကလာရဲဆိုပြီးတော့ကိုလူငယ်လေးလို့သဘောထားပြီးမနေနဲ့နော်ကျမကြီးကိုလည်းဂရုစိုက်ရမယ်ကုကြီးတယောက်အများကြီးကိုတရားဆက်ပြောသွားတာကျွန်တော်ကတော့တခုမှတော့မမှတ်မိလိုက်ဘူးသူမကရောဒီလောက်အများကြီးကိုဘလို့များမှတ်မိနေပါလိမ့်ကုကြီးတကားဖွင့်ပြီးပြန်ထွက်သွားတော့မလို့လှုပ်တဲ့အချိန်မှာကျွန်တော်တက်ပြင်းတူတူချပြီးမတ်တက်ရက်လိုက်တယ်အပြင်မှာလည်းမှောင်နေပြီးငါလိုက်ပို့ပေးမယ်လက်လျှောက်လာရင်တောင်းပန်ပါတယ်နော်နင့်မွေးနေ့ပျော်ပွဲလေးအနှောက်အယှက်ဖြစ်သွားပြီးနင်တကယ်ယုံသွားတာလားငါကဂယုမှမဆိုင်တာမွေးနေ့ဆိုတာနှစ်ပေါင်းဘယ်လောက်တောင်ဂယုမဆိုင်ပဲနေလာခဲ့တာလဲလူလိန်ကြီး
နင့်မျက်နှာကဒီလောက်တောင်လေးနဲ့နေတာကိုငါ့ကိုစိတ်ပူလို့မဟုတ်လားမှန်မှန်ပြောစမ်းကျွန်တော်အရင်ကထင်ခဲ့တာကုရီအနေနဲ့ကျွန်တော်ကိုမသိခဲ့ရင်ပဲပြည့်စုံတဲ့မိသားစုဘဝလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပဲလို့ဒါပေမဲ့အခုကြည့်ရတာအဲ့ဒီလိုမဟုတ်ဘူးနင်စန့်ကျင်ဘက်လုပ်ဖို့တင်ယူလို့ရတယ်လေလို့ကျွန်တော်ပြောလိုက်တယ်တကယ်တော့ तू မအဲ့ဒီလိုလုပ်နိုင်ပါလေအရင်ကလည်းလုပ်ခဲ့ဘူးလေရန်ချင်းမြို့မှာကျွန်တော်နဲ့အတူရှိနေဖို့အတွက်အဲ့ဒီတော့ကကုရီဟာဆွစ်ဇာလန်ကိုလေရင်နဲ့တွားပြီး तू မအမေနဲ့အဆက်အသွယ်ဖြစ်တဲ့အထိရန်ဖြစ်ခဲ့တာလေရင်ပေါ်ကစင်းစင်းချင်းမှာပဲပိတ်ခံလိုက်ရတဲ့ဘန်ကက်တွေကိုအမိုက်ပုံနဲ့လွင့်ပစ်ခဲ့ပြီးဒီနောက်ပိုင်းတော့ငါတို့နှစ်ယောက်အတူတူလမ်းဘေးမှာအိပ်ရတော့မယ်နင်းကြောက်လာလို့ဖြူစင်တဲ့မျက်နှာလေးပေါ်မှာဘာကူမှဂယုမဆိုင်တော့တဲ့လွတ်လပ်ခြင်းတွေနဲ့အတူပြောခဲ့ဘူးတယ်အဲ့ဒီလိုစန့်ကျင်ပြီးရင်ရောငါဘယ်ကိုတွားရမှာလဲချမ်းပိုင်တကယ်လို့နောက်တစ်ချိန်နေ့မှာအင်အားတွေရှိလာခဲ့ရင်ငါ့ကိုလည်းလာခဲ့ပါဦးနော်ကောင်မလေးရဲ့အတန်းမှာငိုတန်လေးဆွဲနေတာကြားလိုက်ရတော့ကျွန်တော်နှလုံးသားတစ်ခုလုံးတုန်ခါသွားတယ်ကုရီငူမာကိုကျွန်တော်အကြောက်ဆုံးပဲငငယ်လေးကလေးကစီးစိမ်တွေနဲ့ကြီးပြင်းလာတဲ့တတိသမီးလေးတယောက်တာမန်ချိန်ဆိုတိတချောင်းဝယ်ဖို့တောင်ရွှန်ထောင်ချီသုံးနိုင်တဲ့သူမကနင့်အတွက်နဲ့အရာအလုံးကိုဆွတ်လုပ်ပြီးနင့်ကိုရွှွန့်လုံတွေကနေဆွဲထုတ်ဖို့အတွက်ဆင်းရဲဒုက္ခတွေကိုအတူတူခံစားပေးနိုင်နေဆိုရင်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်နင်းနဲ့အတူအကောင်းဆုံးအတူတူမျှဝေခံစားဖို့အစဉ်သင့်ဖြစ်နေတယ်ဆိုရင်သူဝမ်းနေနေတာကိုနေတကယ်ပဲကြည့်ရမှာလားဗန္နာရဲ့အထောက်ပံ့မရှိတော့ရင်သူမအိမ်ပြန်သွားလိမ့်မယ်လို့ထင်ခဲ့ပေမဲ့သူမကတော့အရာအလုံးကိုဆွတ်လုပ်ပြီးနင့်ဘေးမှာပဲရက်တည်ပေးခဲ့တာလေကျွန်တော်ကလေးနဲ့တက်လေးတန်းနဲ့ပြန်ပြောလိုက်တယ်ငါ့ကိုစောင့်နေတော့ဟင်းငါနင့်ကိုစောင့်နေမယ်လင်းစရာမကျွန်တော်တို့ဆက်ရအောင်လေးလို့ကျွန်တော်ကစလိုက်တယ်အခုကစပြီးခေါ်ပုံခေါ်နေပြောင်းလိုက်စမ်းပါလင်းဝမ်ချိုးကမျက်နှာလေးနည်းနည်းနီးပြီးပြောတယ်ဒါဆိုဝန်ချိုးစရာမလေးပေါ့ချမ်းပိုင်နင်းတမင်တက်တက်လုပ်နေတာမဟုတ်လားစာတင်ဖို့အချိန်ရောက်ပြီဘာစာတင်မှလဲဘာစာတင်ရမှာလဲဟုတ်လားအရာအလုံးပေါ့အန်တီကတက္ကသိုလ်ဝင်တန်းမဖြစ်ခင်ဒီရက်ပိုင်းတွင်နင်းကိုအစအဆုံးပြန်တွေးပေးဖို့ငါ့ကိုမှာထားတယ်ငါဘာလို့မသိရတာလဲဒီနေ့ငါငွေနေလေငွေနေမှာစားလုပ်ခိုင်းတာကအရန်ကိုလူမဆန်ရမကြဘူးလားနင်းတကယ်ပဲရက်ဆက်ရက်တလားကျွန်တော်ကချွဲတယ်လို့ဟန်နဲ့မေးလိုက်တယ်တကယ်လို့ तू စာမနာထောင်ရင်ဝန်ချိုးနေသူ့ကိုကောင်းကောင်းလေးဆုံးမလိုက်တော့မေမေကအပြင်ကနေလှမ်းអော်တယ်တကယ်တော့စိတ်ထဲမှာတော့ကျူရှင်တက်ရမှာကိုလုံးဝမကန့်ကွက်တော့ပါဘူး။တယောက်ကြားလေးမဆိုချုံမောလှပတဲ့ကောင်မလေးတယောက်ကမိမိကိုအိမ်နိုင်ရာရောက်စာတင်ပေးမှာကိုစိတ်ကူးရင်ပူကြတာပဲမဟုတ်လား။ပို့ပြီးတော့တန်တာကဒီကောင်မလေးကအရင်တုန်းကဂတိပေးထားမှုတွေလေစာမွေးပွဲအမှတ်ကောင်းရင်စုတစ်ခုပေးမယ်တဲ့။အဲ့ဒီလိုတွေးလိုက်တော့စာလဲတင်ရစုလဲရဆိုတော့စားယုံတယ်မကဘူးအိမ်မှာယူပြန်ရတယ်လို့ခံစားချက်မျိုးပေါက်နေတာပေါ့လင်းဝမ်ချိုးကကျွန်တော်အခန်းထဲကိုဝင်လာတယ်။လင်းဝမ်ချိုးရဲ့အတွေးထဲမှာတော့ချမ်ပိုင်ရဲ့အခန်းထဲကိုမဝင်ရတာတော်တော်ကြာပြီ။အခန်းလေးကတော့တက်တက်ရက်ရက်ရှိတာပဲ။တကယ်တမ်းဖတ်တဲ့စာအုပ်တွေတိတ်မရှိပေမဲ့စာအုပ်စင်ပေါ်မှာတော့စာအုပ်တွေပြည့်နေနေတာပဲဒီလောက်ကြာမလားဖြစ်ခဲ့ပေမဲ့ချမ်ပိုင်ရဲ့အခန်းကဘာမှမပြောင်းလဲသေးဘူးအတိတ်ကအမှတ်တရတွေတိုင်းပါပဲဒါကငငယ်တုန်းကချမ်ပိုင်အတွက်ငါဆွဲပေးခဲ့တဲ့ရုပ်ဆိုးဆိုးနဲ့ကလေးကလားပကြီးကားချက်လေးတွေဒါကဝင်းနေနဲ့တရုတ်နှစ်တကူလုံးကပေးခဲ့တဲ့နှုတ်ခွန်းဆက်ကလေးတွေဒါကတတိယတန်းတုန်းကအင်္ဂလိပ်စာစတင်ခြင်းမှာအင်္ဂလိပ်လိုရေးပေးခဲ့တဲ့စာလေးပြီးတော့ငါတို့ငငယ်လေးကလေးကကြီးလာတဲ့အထိငငယ်တုန်းကလက်ချင်းတွဲထားရကနေတဖြည်းဖြည်းနဲ့တယောက်နဲ့တယောက်ဝေးကွာသွားခဲ့တဲ့ဓာတ်ပုံလေးတွေလင်းဝမ်ချိုးကနူးညံ့သောအတန်လေးနဲ့တိုးတိုးပြောနေတဲ့ချမ်ပိုင်ကငါနဲ့ပတ်သက်တဲ့အရာအလုံးကိုအခုထိတင်ထားတော့မှလားဒီလူကလွန်ခဲ့တဲ့နှစ်တွေမှာငါ့ကိုမုန်းတယ်လို့ခဏခဏပြောနေခဲ့တာမဟုတ်ဘူးလားငါနဲ့အခန်းထဲကိုနှစ်တော်ကြာမလားဖြစ်တယ်လို့မျိုးနင်းလဲငါအခန်းထဲကိုမလာတာကြာပြီမဟုတ်လားကျွန်တော်ကမေးလိုက်တယ်ဒါနဲ့ရွံ့ကြောင်လေးကောထမင်းစားပြီးပြီလားညနေမှာဆိုလို့သူ့အတွက်စားစရာတွေခြံထားခဲ့ပါတယ်နင်းကသူ့ကိုတော်တော်ဂရုစိုက်တာပဲနော်ဒါပေါ့ဘလို့ပဲဖြစ်ဖြစ်သူကငါတို့နှစ်ယောက်ရဲ့ဘုံပိုင်ပစ္စည်းလေးလင်းဝမ်ချိုးကြီးအတွေးထဲမှာတော့ဒီလူကဘာလို့ငါ့ကိုခဏခဏအမျက်ထုတ်ဖို့ပဲကြံနေရတာလဲသူ့ကိုပြန်ဆွဲလိမ်လိုက်ချင်လိုက်တာဒါပေမဲ့သူတေးသေးချာချာတင်းစီထားတဲ့အဲ့ဒီအမတ်တရပစ္စည်းလေးတွေကိုကြည့်ပြီးငါလက်တွေကမြောက်လို့မရအောင်ဖြစ်နေရပြန်တယ်နေဒါတွေအားလုံးကိုဘာလို့တင်ထားတာလဲဘာလို့မတင်ရမှာလဲနင်အမြဲတမ်းငါ့ကိုမုန်းတယ်လို့ပြောခဲ့တာမဟုတ်ဘူးလားပထမချက်ကအဲ့ဒီတုန်းကငါကတကယ်ပဲအယူဖြစ်ခဲ့လို့ပါငါနင့်ကိုထပ်ပြီးတောင်းပန်ပါတယ်ဒုတိယချက်ကနင်လဲငါ့ကိုမုန်းတယ်လို့ခဏခဏပြောခဲ့တာပဲမဟုတ်လားဒါဆိုရင်ငါအင်တာနက်ကဖေး Netcafe ကိုသွားလိုက်နင်ဘာလို့ငါ့ကိုလိုက်ရှာနေရတာလဲလင်းဝမ်ချိုးဘာမှမပြောတော့ဘူးဘာစကားမှမဆိုပဲစာအုပ်ကိုတိတ်တိတ်လေးယူလိုက်တယ်အဲ့ဒီနောက်ပိုင်းတော့ညစ်နေတဲ့အထိစာလုံးနေကြတော့တယ်ခဏလောက်နားရအောင်တင်ချာကတော့ပြန်တွေးလို့တော်တော်ဆုံးသွားပြီးတခြားဘာသာရက်တွေကိုပြန်ကြည့်ရအောင်ဒီလောက်အချိန်တိုလေးတွင်းမှာတင်ချာကိုထက်ကြည့်လဲအမတ်အများကြီးတက်လာမှာမဟုတ်ဘူးလင်းဝမ်ချိုးကပြောတယ်နင်သာစောစောစီးစီးစာလုပ်ခဲ့မယ်ဆိုရင်တင်ချာပေါက်အမတ်တွေအများကြီးထက်တက်လာမှာပဲဘာပဲဖြစ်ဖြစ်ပါငါကဘယ်တက္ကသိုလ်ကငါ့ကိုလက်ခံမလဲဆိုတာဂရုမစိုက်ပါဘူးငါ့ကိုလက်ခံတဲ့တက္ကသိုလ်ကပဲကန်ကောင်းတာပါငါကန်ကောင်းတာမဟုတ်ဘူးစာတင်တဲ့အချိန်ကတော်တော်လေးမြန်တယ်နောက်ထပ်ဘာတင်ရမလဲတော့မစဉ်းစားရသေးဘူးအခုဆိုရင်ချမ်ပိုင်ရဲ့တင်ချာအမှတ်က90ကျော်ဖို့နေနေတာပုံမှန်တိုင်းတာဖြေနိုင်ရင်120ကျော်တောင်ရနိုင်နေပြီဒုက္ခပါပဲဒီတစ်ခါတော့တင်ချာပေါက်စုပေးရတော့မယ်ထင်တယ်ဝမ်ချိုးငါတို့ဘလောက်အထိပြန်ပြီးတင်းညက်သွားပြီလဲသုံးပုံတစ်ပုံပေါ့သုံးပုံတစ်ပုံပဲလားနင်ကငငယ်တုန်းကလိုမျိုးအခြေအနေအထိပြန်ရောက်ချင်နေတာလေလင်းဝမ်ချိုးကြီးအတွေးထဲမှာတော့ဒီလူကဒီလောက်မြန်မြန်နဲ့သုံးပုံတစ်ပုံထိရောက်နေတာတော့မကျေနပ်နိုင်သေးဘူးအင်းလေငငယ်တုန်းကငါတို့ပတ်သက်မှုကဘလောက်အထိနှဆိုင်ခဲ့လဲဆိုတာ तू မသိလို့နေမှာပါရပါပြီတိုးတက်မှုရှိနေရင်ပဲတော့ပါပြီကျွန်တော်ကပြောပြီးတာနဲ့လင်းဝမ်ချိုးရဲ့မျက်နှာကိုစိုက်ကြည့်ရင်ပြုံးလိုက်တယ်လင်းစရာမကျွန်တော်တို့ဆက်ရအောင်လေဘာဖြစ်လို့လဲခေါ်ပုံခေါ်နေပြောင်းလိုက်စမ်းပါဒါဆိုဝမ်ချိုးစရာမလေးပေါ့ချမ်းပိုင်နင်းတမင်တက်တက်လုပ်နေတာမဟုတ်လားနင်ကအခုငါရဲ့အိမ်တိုင်ရာရောက်စရာမလေးငါအဲ့ဒီလိုခေါ်တာဘာမှလို့လဲလင်းဝမ်ချိုးကျွန်တော်ကိုဂရုမစိုက်တော့ဘူးအတော်ကြာပြီးတဲ့နောက်သူမကကျွန်တော်ကိုမှထားတဲ့ပု္ပ္ပစာတွေအကုန်လုံးတွက်ပြီးတာကိုမြင်တော့ဒေါသတကြီးနဲ့စာမွေးမေးကိုစာရွက်နှစ်ရွက်ကိုကျွန်တော်ရှိမှပြစ်ချလိုက်တယ်မအိတ်ခင်ဓာတ်တွေအကုန်လုံးတွက်ပြီးအောင်ရေးလိုက်လင်းစရာမမနေ့ပြန်အချိန်ရရင်အတူတူရုပ်ရှင်သွားကြည့်ရအောင်လေအချိန်မရှိဘူးတကယ်လို့နင်သဘောတူမယ်ဆိုရင်ကျွန်တော်ရဲ့စာလုပ်ချင်စိတ်ကပိုပြီးပြင်းထန်လာမှနှစ်ရွက်မကဘူး10ရွက်တောင်တွက်နိုင်တယ်လင်းဝမ်ချိုးကကျွန်တော်ကိုစိုက်ကြည့်လိုက်တယ်မျက်ဝန်းတွေကနည်းနည်းတော့တုံလုံးနေတယ်လို့ပဲရုပ်ရှင်ကြည့်ရင်လည်းကြည့်ပေါ့ဘာလို့ငါ့ကိုမှလာခေါ်ရတာလဲ
ငါကရုပ်ရှင်ရုံသွားရတာတိတ်မကြိုက်ဘူးဆိုတာနင်သိတာနဲ့ဘာလို့လဲဆိုတော့ငါကနင်နဲ့အတူသွားချင်လို့လေငငယ်လေးကတည်းကအတူတူကြီးပြင်းလာခဲ့တာချမ်ပိုင်ရဲ့မျက်လုံးထဲမှာဒီလောက်တောင်ပြင်းထန်တဲ့အကြည့်မျိုးရှိနေတာကိုပထမဆုံးအကြိမ်မြင်ဘူးတာပဲအဲ့ဒီအကြည့်ကငါဘာပြင်ကိုပူထူသွားစေတယ်ဒီလိုမျိုးကိစ္စတွေကိုငါတို့နှစ်ယောက်စောစောစီးစီးအတူတူလုပ်ခဲ့တင်တာစောစောကစိတ်နဲ့တင်တွက်လို့ရတဲ့တင်ချပု္ပ္ပစာတွေကအခုကြမှာဘာလို့နားမလည်နိုင်အောင်ဖြစ်နေရတာလဲကျွန်တော်ကတော့သူမရဲ့အေးဆက်ဆက်နဲ့လှပတဲ့ဘေးဆောင်မျက်နှာလေးကိုကြည့်ပြီးဆက်ပြီးဆွဲဆောင်နေလိုက်တယ်စဉ်းစားကြည့်အောင်တော့တော်သေးတာပေါ့ငါကသူ့ရဲ့အဆက်အသွယ်ဖြတ်ထားတဲ့ငယ်တငယ်ချင်းဖြစ်နေလို့တကယ်လို့ငါကသူ့ကိုစာတင်ပေးနေတဲ့သစိမ်းဆရာမသာဆိုရင်သူတခြားသူတွေကိုဘလောက်တောင်ချော့မော့ပြီးဖျားယောင်းနေမလဲဆိုတာမတွေးရဲစရာပဲဒီလူဆိုးကောင်ဘာလို့စကားမပြောတာလဲဒါဆိုရင်နင်သဘောတူတယ်လို့ငါယူဆလိုက်မယ်နော်လင်းဝမ်ချိုးဘာမှပြန်မပြောရဲဘူးစိတ်ထဲမှာရှိတဲ့ကြောင်လေးပြေးထွက်လာပြီးဒီနေ့ညတညလုံးငြိမ်သက်လို့မရတဲ့နှလုံးခုန်တန်တွေကိုပေါ်ပြမိမှဆိုးလို့လေခဏလောက်ငြိမ်သက်သွားပြီးတဲ့နောက်သူမကတက်ပြင်းတိုးတိုးချလိုက်ပြီးစာအုပ်တွေကိုတအုပ်ချင်းစီလွှဲအိတ်ထဲထည့်လိုက်တယ်နွေရာသီကျောင်းပိတ်ရက်ကြမှာပြောကြတာပေါ့ငါပြန်တော့မယ်စိတ်မဆိုးပါနဲ့နောက်နေတာပါကျွန်တော်ကကမန်းကန်းချော့လိုက်တယ်စိတ်မဆိုးပါဘူးစစ်တနာရီတောင်ထိုးတော့မယ်ငါလိုက်ပို့မယ်ငါတို့15နှစ်ပြည့်ပြီးကတည်းကတယောက်နဲ့တယောက်မွေးနေ့လက်ဆောင်မပေးဖြစ်ကြတော့ဘူးမဟုတ်လားဘာလို့လဲဆိုတော့အဲ့ဒီတုန်းကသူမပေးရင်လည်းကျွန်တော်ကလက်မခံဘူးဆိုတာသူမသိနေလို့အလာကဒုက္ခမခံချင်တော့လို့လေသူမကပြန်ပြောတယ်အင်းအဲ့ဒီလိုထင်တာပဲနေ့ရဲ့15နှစ်မြောက်မွေးနေ့လက်ဆောင်ကိုအဲ့ဒီတုန်းကငါလွှင့်ပစ်လိုက်ပြီလို့လိန်ပြောခဲ့တာတကယ်တော့မလွှင့်ပစ်ခဲ့ပါဘူးအခုနင့်ကိုပြန်ပေးမယ်သူမကလက်ထဲကကျဲစုဘူးလေးကိုကျွန်တော်ကိုကမ်းပေးလိုက်တယ်ကျွန်တော်ကကျဲစုဘူးလေးကိုလှမ်းယူလိုက်ပြီးဘာစကားမှမပြောနိုင်ပဲမင်းတက်နေတော့တယ်အချိန်အတော်ကြာတဲ့အထိအတိတ်ကအမတ်တရားတွေနဲ့စီးမျောနေပုံပဲဒီတခါတော့ငါကိုယ်တိုင်ငြိမ်သက်သွားရမယ့်အလှဲ့ပဲဘာကြောင့်မှမသိနှလုံးသားကတဒိန်းဒိန်းနဲ့မရက်မနာခုန်နေပါတော့တယ်အခုတလဲကြတော့ကျွန်တော်ကိုယ်တိုင်နှုတ်ဆက်သွားရမယ့်အလှဲ့နှလုံးသားကလည်းအကြောင်းရင်းမရှိပဲတဒိန်းဒိန်းခုန်နေတာမရက်မနာပါပဲလင်းဝမ်ချိုးကိုအိမ်လိုက်ပို့တဲ့လမ်းမှာသူကတနေ့တာပြောရမယ့်စကားလုံးအရေးအတွက်ကန့်သက်ချက်ရှိနေတယ်လို့မျိုးလမ်းတစ်လျှောက်လုံးခေါင်းငုံပြီးလမ်းလျှောက်နေတယ်ဘာမှထပ်မပြောတော့ဘူးလင်းဝမ်ချိုးကိုအိမ်ပြန်ပို့ပြီးတဲ့နောက်ကျွန်တော်စပွဲရှိမှရက်ပြီးဒီကျဲစုဘူးလေးကိုတိတ်တိတ်ဆိတ်ဆိတ်စိုက်ကြည့်နေမိတယ်ရုတ်တရက်ရင်ထဲမှာလှုပ်ရှားလာတယ်လင်းဝမ်ချိုးကအေးဆက်ဆက်နဲ့စကားနဲ့ပေမဲ့ခံစားချက်မရှိဘူးလို့မဆိုလိုပါဘူးသူကရှက်တက်လုံးလုံးငငယ်လေးကလေးကစိတ်ထဲရှိတာတွေကိုချရေးထားတတ်တာအရင်ဘဝတုန်းကသူ့ရဲ့လှုပ်ဆောင်မှုကိုခံခဲ့ရဘူးတော့ဒီတစ်ခါတော့သတိရှိနေပြီတကယ်ပါပဲကျွန်တော်ကျဲစုဘူးတွေကစာတိုလေးများကိုတစောင်းချင်းစီဖြန့်ဖက်လိုက်တယ်ပထမစာဆောင်ငယ်စဉ်ကလေးဘဝအယူလေးတခြားသူတွေကောင်မလေးစီကကျဲစုဘူးရတာကိုအဲ့ဒီလောက်တောင်အားကျနေရသလားငါလည်းနင့်ကိုပေးမှာပေါ့ဒီနေ့ကနေ့ရဲ့14နှစ်ပြည့်မွေးနေ့လေငါဒီနေ့ကစပြီးတရက်ကိုတစ်လုံးခောက်သွားမယ်နောက်နှစ်မွေးနေ့ကျရင်တိတိကျကျ365လုံးဖြစ်လာလိမ့်မယ်အဲ့ဒီကျရင်နင့်ဘေးကအတန်းဖော်ရထားတဲ့ဘူးထက်တေချာပေါက်ပိုကောင်းမှာနင့်မယုံမှဆိုလို့ငါအဲ့ဒီနေ့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပါချရေးထားမယ်ဒုတိယစာဆောင်ဒီနေ့အတန်းပိုင်ဆရာကပြောတယ်သူသားကလေရင်ပြန်သွားလို့တော့မယ်တဲ့ချမ်ပိုင်ငါတို့ကောကြည့်လိုက်ရင်ဘာအလုပ်တွေလုပ်ကြမလဲဟင်စက်တင်ဘာ1ရက်နင်ဒီတေရိုးကျောင်းဖွင့်ရသည်မှာစာကိုနည်းနည်းလောက်ရှော့တင်လို့မရဘူးလားတကြောင်လုံးမှာဒုတိယအမြဲတမ်းရနေတာလဲကောင်းတာပဲမဟုတ်လားနင်ကစူးစမ်းလေငါကပထမနေရာကိုထိန်းဖို့အတွက်ပို့ပြီးစူးစမ်းရလေပဲအဲ့ဒါကငါတို့နှစ်ယောက်လုံးအတွက်မကောင်းဘူးလေအောက်တိုဘာ1ရက်ဦးလေးနဲ့အန်တီတို့နောက်တစ်ခါကွာရှင်းဖို့ရန်ဖြစ်နေကြတယ်လို့ကြားတယ်နင်ကဘာလို့ဒီလောက်တောင်ထုံတာလဲသူတို့ရန်ဖြစ်ရင်ငါအိမ်ကိုလာပါလို့ခဏခဏပြောနေတာကိုနင်ကတော့လုံးဝမလာဘူးချမ်ပိုင်တောင်းပန်ပါတယ်ငါတကယ်ပဲနင့်ကိုနှစ်သိမ့်ပေးချင်တာဒါပေမဲ့ဘာပြောရမလဲဆိုတာမသိဘူးဖြစ်နေတယ်နောက်ထပ်စာဆောင်တစ်ခုချမ်ပိုင်တေချာနားထောင်တော့ငါနေနဲ့ရမဖြစ်ဘူးနင့်စီကနေလည်းထွက်မသွားဘူးဘယ်တော့မှထွက်မသွားဘူးပြောတော့ဖြစ်တိတ်နားထောင်ကောင်းတာပေါ့လက်တွေ့ကြတော့နေတိုင်းငါ့ကိုလူလိမ်လို့ပြောနေတာအရင်ဘဝတုန်းကဘာမှမပြောဘဲတယောက်တည်းထွက်သွားခဲ့တာဘာလို့လဲဆိုတာတော့မသိတော့ပါဘူးဗျာစာဆောင်တစ်ခုချမ်ပိုင်နေအိမ်စာမလုပ်တာတပတ်ရှိပြီငါနည်းနည်းစိတ်ဆိုးတယ်တကယ်လို့တနေ့နေ့ကျရင်ငါနင့်ကိုတကယ်ကြီးစိတ်ဆိုးသွားခဲ့ရင်နေငါ့ကိုပြန်ချော့မလားငါအနေနဲ့ရမဖြစ်ပါဘူးလို့ဂတိပေးထားတယ်လေနေငါ့ကိုမချော့ရင်ငါတကယ်ပဲဝမ်းနေမိမှာတကယ်တော့ငါကချော့ရအရန်လွယ်ပါတယ်ဒီဇင်ဘာ2ရက်ချော့ရလွယ်တာကတော့တကယ်ပဲအင်တာနက်ကဖေးကဘာပြောစရာကောင်းလို့လဲငါအိမ်မှာလည်းကွန်ပျူတာရှိတာပဲဟာဒီဇင်ဘာ20ရက်ချမ်ပိုင်နင်ဒီလိုကြီးမနေပါနဲ့အိမ်မှာနေတိုင်းနာကျင်နေရတာငါသိပါတယ်နောက်ထပ်2နှစ်လောက်တောက်ခံလိုက်ပါတက္ကသိုလ်ရောက်ရင်အိမ်ကနေထွက်သွားလို့ရပြီနောက်တစ်ချိန်နင်ဘဲမျိုးကိုပဲတွားချင်ငါနေနဲ့အတူလိုက်ခဲ့ပါမယ်ဒီဇင်ဘာ30ရက်ချမ်ပိုင်အခုတလောနေငါ့ကိုလစ်လူရှူတာပူပူများလာတယ်နောက်နှစ်မွေးနေ့ကျရင်ငါတို့နှစ်ယောက်ဘလို့ချိန်နေမျိုးဖြစ်နေမလဲဆိုတာငါနည်းနည်းကြောက်မိတယ်ဇန်နဝါရီ31ရက်ဒီကျဲစုဘူးရဲ့အယောင်ချို့ကအရန်တင်နေတာပဲသူအခုတလုံးမှရေးထားတာဆိုတာကြည်ယုံနဲ့သိတာပါတယ်မုန်းတယ်နော်မေ24ရက်တကယ်မုန်းတယ်မေ25ရက်ချမ်ပိုင်တက္ကသိုလ်ဝန်ထမ်းစာမှုပွဲအောင်ဖြေပါမေ26ရက်ဒီတိုတောင်းလာတဲ့စာတိုလေး3ချောင်းဟာရှေ့ကရေးထားတာတွေနဲ့ကြည်ရင်တိတိကျကျ6နှစ်တောင်ကွာခြားနေပါတယ်အစတုန်းကစကားတခွန်ကြားဘူးတယ်ငယ်တငယ်ချင်းဆိုတာတယောက်ရဲ့နုပြိုတဲ့လူပြိုပေါက်ဘဝကိုအပြန်လန်သိမ်းဆည်းပေးထားတဲ့သူတွေတဲ့အဲ့ဒီတုန်းကဒီစကားကိုကြားရတော့ဘလို့မှနားမလည်နိုင်ခဲ့ဘူးအခုတော့နားလည်သွားပြီးလင်းဝမ်ချိုးရေးထားတဲ့ဒီစကားလုံးတွေပြီးတော့နှစ်တိုင်းသူပေးခဲ့တဲ့မွေးနေ့လက်ဆောင်တွေကောင်မလေးရဲ့မျက်နှာလေးကိုမြင်ရရုံနဲ့တင်အတိတ်ကပုံရိပ်တွေကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်အတိတ်ကအမှတ်တရလေးတွေကိုတစိမ့်စိမ့်ပြန်တွေးကြည့်မိတော့မှကောင်မလေးတယောက်ဟာကျွန်တော်ရဲ့လူပြိုပေါက်ဘဝကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့သိမ်းဆည်းပေးနေခဲ့တာပါလားခရစ်စမတ်အဖိုးကြီးကဘာဖြစ်လို့ခရစ်စမတ်အကြိုညမှာထွက်လာတာလဲနင်တိလားလက်ဆောင်ပေးဖို့လေတိတ်တော်တာပဲနင်ကငါ့ကိုကလေးတယောက်လိုချော့နေတာလားဒီလောကကြီးမှာခရစ်စမတ်အဖိုးကြီးဆိုတာဘယ်မှာရှိလို့လဲခရစ်စမတ်အဖိုးကြီးမရှိပေမဲ့ကူရီရှိတယ်လေကျွန်တော်ပြန်လဲမွေးဖွားလာတာဟာအကျွေးတွေပြန်ဆက်ဖို့များလာလို့ခံစားနေရတယ်မိမိအတွက်ပြန်လဲပေးဆက်ရမယ်လင်းဝမ်ချိုးအတွက်ရော်ကြီးပေးရမယ်ပြီးတော့ကူရီရဲ့ကျေးဇူးတရားတွေကိုပြန်ဆက်ရမယ်လေအဲ့အချိန်မှာပဲဝီချက်ကနေကူရီကစာပို့လာတယ်အိပ်ပြီလားချမ်ပိုင်နဲ့ကျွန်တော်လဲစာပြန်ပို့လိုက်တယ်ပါလဲတထေးမလေးကဝမ်းနေပြီးအိမ်မပျော်ဖြစ်နေတာလားသူမပြန်ပို့လာတာကနင့်အိမ်အောက်မှာငါဘာလို့ရောက်နေမိပါလဲ
အဲ့ဒီအချိန်မှာပဲအပြင်မှာအပူချိန်ရုတ်တရက်ကျသွားလို့သတင်းပေါက်မှန်တွေပေါ်မှာနှင်းရည်တွေအပြည့်ဖြစ်နေတာကိုကျွန်တော်သတိထားမိလိုက်တယ်။ဘာမှထပ်မစင်းစားနေတော့ပဲအနီးနားကအဝိစားတစ်စုံကိုကောက်ဆုပ်ပြီးအောက်ထပ်ကိုပြေးဆင်းခဲ့တော့တဲ့တိုက်ခန်းပေါက်ဝါကနေထွက်လိုက်တာနဲ့အေးဆက်တဲ့လေစိမ်းတွေကမျက်နှာကိုတဟုန်ထိုးဖြတ်တိုက်သွားတော့အေးတန်ကြောင့်တကိုယ်လုံးချက်တီးမွေးညင်းတွေထသွားတယ်။ကျွန်တော်ဘေဘီဝဲယာကိုဝေ့ကြည့်လိုက်ပြီးအဲ့ဒီမိန်းကလေးရဲ့ပုံရိပ်လေးကိုမြင်လိုက်ရချိန်မှာတော့တကိုယ်လုံးနှင်းသက်သွားပါတော့တယ်။ငါလက်တွေကဘာလို့အလိုလိုအေးခဲသွားရတာလဲဒါတွေအားလုံးဟာအရင်ဘဝကကူကြီးကြောင့်ပဲ။ညစ်တဲ့တကောင်အပြင်ရောက်တိုင်းအေးသည်ဖြစ်စေမအေးသည်ဖြစ်စေသူမကကျွန်တော်ရဲ့အပေါ်ထက်အင်ဂျီကိုအမြဲတမ်းအတင်းလူဝတ်တတ်တယ်။ပြီးရင်သူမဘာသာတယောက်တည်းသဘောကျပြီးအကြာကြီးပျော်နေတတ်တာ။အခုတော့အဲ့ဒီအကျင့်တွေကငါရဲ့ကြွသားမညံတဲ့အထိဆွဲနေပြီပဲ။နေပါလို့ဒီအင်ဂျီပပလေးနဲ့ထွက်လာတာလေ။တက္ကသိုလ်ဝန်ထမ်းဖြစ်ရတော့မယ့်ဟာကိုအေးမိသွားရင်ဘယ်လိုလုပ်မလဲဘာလို့လဲဆိုတော့ငါကခိုးထွက်လာတာမလို့လေအဲ့ဒါကြောင့်မလို့နင်ကဘာလို့ခိုးထွက်လာရတာလဲခရစ်စမတ်အဖိုးကြီးကဘာဖြစ်လို့ခရစ်စမတ်အကြိုညမှာထွက်လာတာလဲနင်သိလားလက်ဆောင်ပေးဖို့လေတိတ်တော်တာပဲနင်ကငါ့ကိုကလေးတယောက်လိုချော့နေတာလားဒီလောကကြီးမှာခရစ်စမတ်အဖိုးကြီးဆိုတာဘယ်မှာရှိလို့လဲခရစ်စမတ်အဖိုးကြီးမရှိပေမဲ့ကူကြီးရှိတယ်လေကောင်မလေးကဆက်ပြောတယ်ခိုးထွက်လာတော့ကအရန်လောသွားလို့ဖက်နဲ့လဲဖို့တောင်မေ့သွားတာလမ်းမှာပြေးတောင်မပြေးနိုင်ဘူးတော်သေးတာပေါ့နင်ဘဝရဲ့အရေးကြီးဆုံးမွေးနေ့ကိုမလွတ်သွားလို့ तू မပေးတဲ့လက်ဆောင်ကအခုလက်ရှိဈေးကွက်မှာအလူရက်ဝယ်နေကြတဲ့နာမည်ကြီးကင်မရာတစ်လုံးအပြင်ကင်မရာဈေးနှီးပါးလောက်ရှိတဲ့မှန်ဘီလူအကြီးစားနှစ်ခုတောင်ပါသေးတယ်ဒီလိုဖြူဖြူစင်စင်ကောင်မလေးကတခါတည်းနဲ့နှစ်ခုတောင်ပေးလိုက်တာနင်တက်ပုံရိုက်တာကိုအရန်ဝါသနာပါမယ်ထင်တယ်အရင်တုန်းကတက်ပုံရိုက်တော့နင်ကဝန်ချိုးရဲ့ကင်မရာကိုပဲအမြဲတမ်းငေးကြည့်နေတာငါမြင်တယ်လေဟင်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်စရာမလိုပါဘူးဟာငါတို့ကတငယ်ချင်းတွေပဲဟာကိုကျွန်တော်တွေးမိတယ်လူမှုရေးကျွေးတွေအရန်များနေပြီဘလို့မှတောင်ဆက်လို့ကုန်နိုင်တော့မှမဟုတ်ဘူးတကယ်လို့ငါ့ကိုတကယ်ကျေးဇူးတင်ချင်တယ်ဆိုရင်ငါအတွက်တက်ပုံလှလှလေးတွေအများကြီးရိုက်ပေးလေနေ့ရက်တက်ပုံရိုက်တဲ့ပညာကမစိုးဘူးဆိုတာငါသတိထားမိလို့ကျွန်တော်ကတော့ခေါင်းလေးငုံပြီးဘာပြန်ပြောရမလဲဆိုတာစဉ်းစားနေမိတယ်ခေါင်းမငုံနဲ့ခါမကိုင်းနဲ့ဒီမြင်ကွင်းကကျွန်တော်ကိုအတိတ်ထဲပြန်ရောက်သွားစေတယ်ဒီစကားကိုအရင်ဘဝတုန်းကကူကြီးကျွန်တော်ကိုအချိန်ပေါင်းများစွာပြောခဲ့ဘူးတယ်ဝေဝေဝါဝါအတိထဲမှာကျွန်တော်ကိုဒုတိယအကြိမ်အသက်ဆက်ခွင့်ပေးခဲ့တဲ့နတ်သမီးလေးကိုပြန်မြင်လိုက်ရတယ်လို့ပဲအဲ့ဒီတုန်းကပကြီးပြခန်းလေးမှာရှိနေခဲ့တဲ့သူမကိုငါဒီလောက်တောင်လွမ်းဆွနေမိလိမ့်မယ်လို့တကယ်ကိုထင်မထားခဲ့ဘူးငါမအိတ်သေးဘူးဆိုတာကိုနင်ဘယ်လိုလုပ်တေချာပေါက်သိနေတာလဲကူကြီးကိုအိမ်ပြန်ပို့တဲ့လမ်းမှာကျွန်တော်မနေနိုင်ပဲမေးလိုက်တယ်ငါလည်းတေချာမသိဘူးလေလာကလေးကတွေးထားတာတကယ်လို့နင့်ကိုနှိုးလို့မရရင်လည်းငါဘာသာလမ်းလျှောက်ပြီးပြန်သွားလိုက်မယ်လို့လေနောက်ဆုံးတော့2မိနစ်လေးပဲလို့တော့တာတကယ်လို့ငါသာကြိုပြီးသတင်းမမေးထားမိရင်နင့်မွေးနေ့ကိုအမိရောက်နိုင်မှာမဟုတ်ဘူးအချိန်တွေကမျက်စိတမိတ်တွင်းမှာပဲတက္ကသိုလ်ဝန်ထမ်းစာမေးပွဲမတိုင်မီ9ရက်အလိုကိုရောက်လာခဲ့ပြီးစာမေးပွဲကလာဆန်း9ရက်နေ့ကျောင်းကတော့2ရက်နေ့ကလေးကပိတ်ပေးလိုက်ပြီးဒီကျောင်းပိတ်ရက်အနေငယ်အတွင်းမှာလဲလင်းဝမ်ချိုးကတော့အိမ်ကိုလာပြီးကျူရှင်ဆရာမဆက်လုပ်နေတော့မယ်ပြီးတော့လင်းဆရာမရဲ့နီးလန်းတွေကအရန်ကိုရက်ဆက်လုံးပါတယ်နားဖို့အချိန်နည်းနည်းလေးတောင်မပေးဘူးစာမေးပွဲမိကုန်းလေးတွေကတောင်းလို့ပုံနေတာပဲယူလောက်အောင်ကိုအတင်းဖိအားပေးခိုင်းနေတော့တာကျွန်တော်မှအပိုအင်အားဆိုလို့နည်းနည်းလေးတောင်မကြံတော့ဘူးဘလို့ပဲဖြစ်ဖြစ်မျော်လေးတောက်တနေခဲ့တဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီးကတော့နောက်ဆုံးမှရောက်ရှိလာခဲ့ပါတော့တယ်ငါတို့နှစ်ယောက်မွေးကလေးကတီးခဲ့ကြတာလေအခုတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုတော့အတူတူဖြေရတော့မယ်အမှတ်တရလေးဘာလေးမလုပ်ချင်ဘူးလားဘာအမှတ်တရလုပ်ချင်လို့လဲဒီလိုလုပ်လေနေငါအင်ဂျီစွန်းလေးကိုဆွဲပြီးကြောင်းထဲဝင်ရအောင်ငါအရင်တုန်းကခန်းစားချက်လေးကိုပြန်ရချင်လို့ပါမြန်မြန်လုပ်ပါဟာနင့်ကိုတောင်းပန်ပါတယ်ငါချမ်းပိုင်ဆိုတဲ့ကောင်ကဘသူ့ကိုမှတောင်းပန်ဘူးတာမဟုတ်ဘူးနော်အချိန်တွေကမျက်စိတမိတ်တွင်းမှာပဲတက္ကသိုလ်ဝန်ထမ်းစာမေးပွဲနေ့ကိုရောက်လာခဲ့ပြီးကျောင်းပေါက်ဝါကိုရောက်တာနဲ့လင်းဝမ်ချိုးကလူအုပ်ကြီးတဲကနေကျွန်တော်ကိုတစ်ချက်ထဲနဲ့ရှာတွေ့သွားတယ်ကျွန်တော်နဲ့မျက်လုံးချင်းစုံသွားတော့သူမ2စက္ကန့်လောက်မင်းသက်သွားပြီးမှတခြားဘက်ကိုချက်ချင်းလှည့်သွားတယ်ဒီရက်ပိုင်းကအိမ်မှာထမင်းလာစားဖို့မိမိကခေါ်နေတာကိုနင်ဘာလို့မလာတာလဲလင်းဝမ်ချိုးကမေးတယ်ဒီလိုအချိန်မျိုးမှာနေထိုင်မှုပုံစံကိုရုတ်တရက်ကြီးပြောင်းပြလို့မရဘူးလေအခုတလောနေမကောင်းတာတွေဘာတွေမရှိဘူးမဟုတ်လားမရှိပါဘူးဘောပင်ဘယ်နှချောင်းပါလဲဒီလူကငငယ်လေးကလေးကဘောပင်ဝယ်လေးမရှိဘူးနေတိုင်းကြောင်းသွားရင်ဘောပင်2ချောင်းလောက်ပဲတဲသွားချင်နေတာ2ချောင်းပါတယ်အဲ့ဒါဆိုတေချာပေါက်လောက်နေပြီလေတကယ်ပါပဲသူများတွေကအပိုလေးပါလေးဆောင်လာကြတာကိုဒီလိုကိစ္စတေးသေးလေးတွေကအရေးမကြီးပါဘူးဒီနေ့စာမေးပွဲမှာတကယ်လို့ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်တော့တစ်ကမ္ဘာလုံးကငါ့ကိုဝိုင်းကူညီကြမှာပဲအခုံမက်နေရပြတ်ကတ်ကောပါရဲ့လားပါတယ်ပါပါတယ်ငါကအယူမှမဟုတ်တာနင်ကအယူမဟုတ်ဘူးဟုတ်လားကျွန်တော်ပြန်ပြီးအပြောဆိုလုံးမလို့ပြင်တော့မှာပဲရုတ်တရက်ကျွန်တော်တို့ဘက်ကိုပတ်ဝန်းကျင်ကလူတွေဝိုင်းကြည့်နေကြတာကိုသတိထားမိလိုက်တယ်တချို့ယောက်ျားလေးတွေဆိုမျက်လုံးတွေကမနာလိုဖြစ်နေကြပြီးတချို့ကတော့ကျွန်တော်ကိုထိုးချင်ကြိတ်ချင်နေတဲ့အကြည့်မျိုးတွေနဲ့ကြည့်နေကြတယ်ဘာဖြစ်ကြတာလဲဒါကကိုเจ้าမှာစာမေးပွဲမဖြေရတဲ့ဆိုချိုးပဲဟိုကောင်းတစ်ကောင်ကောမျက်စိတမိတ်တွင်ဘယ်ရောက်သွားကြတာလဲဘသူတွေလဲလီချီဖုန်းနဲ့ကျွမ်းချန်လေသူတို့လည်းဒီเจ้าမှာဖြေရတာပဲဟာငါတို့3ယောက်အတူတူလာခဲ့ကြတာနင်မမြင်လိုက်ဘူးလားမမြင်ပါဘူးတရေကိုသွားလိမ့်မနေနဲ့ငါရောက်ချင်းနဲ့ငါဘက်ကိုလှမ်းကြည့်နေတာကိုမြင်လိုက်တာပဲနင့်ကိုပဲငေးကြည့်နေမိလို့တခြားလူတွေကိုသတိမထားမိလိုက်ဘူးကဲလာစာမေးပွဲခန်းထဲဝင်ကြစို့တက္ကသိုလ်ဝန်ထမ်းမဖြေခင်ငါတကယ်ကြီးရင်တုံလာလိမ့်မယ်လို့မထင်ထားခဲ့ဘူးတက်ပြင်းရှူလိုက်ပြီးနင်ကောရင်မခုန်ဘူးလားတက္ကသိုလ်ဝန်ထမ်းဆိုတာအပတ်စဉ်စာမေးပွဲလာစဉ်စာမေးပွဲတွေနဲ့မှမတူတာအခွင့်အရေးကဒီတစ်ခါပဲရှိတာလေစာဘလောက်တော်ရင်တော့တုံပါပဲပေါ့ပြောပြီးတာနဲ့လင်းဝမ်ချိုးကကျွန်တော်ကိုမတိမတာခိုးကြည့်ပြန်တယ်ငငယ်တုန်းကဆိုရင်သူမကြောက်တဲ့အခါဖြစ်ဖြစ်ရင်တုံတဲ့အခါဖြစ်ဖြစ်ကျွန်တော်အနောက်မှာပုံပြီးကျွန်တော်ရဲ့အင်ဂျီစွန်းလေးကိုဆွဲထားတတ်တယ်အဲ့ဒါကအလုံးကြုံဆုံးခံစားချက်ပဲလေဘလောက်ပဲရင်တုံနေပါစေချက်ချင်းငြိမ်ကျသွားတာပဲဒါပေမဲ့အခုတော့ငငယ်တုန်းကအချိန်တွေမဟုတ်တော့ဘူးငါတို့နှစ်ယောက်မွေးကလေးကတီးခဲ့ကြတာလေအခုတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုတော့အတူတူဖြေရတော့မယ်အမှတ်တရလေးဘာလေးမလုပ်ချင်ဘူးလားဘာအမှတ်တရလုပ်ချင်လို့လဲဒီလိုလုပ်လေနေငါအင်ဂျီစွန်းလေးကိုဆွဲပြီးကြောင်းထဲဝင်ရအောင်ငါအရင်တုန်းကခန်းစားချက်လေးကိုပြန်ရချင်လို့ပါမြန်လုပ်ပါဟာနင့်ကိုတောင်းပန်ပါတယ်ငါချမ်းပိုင်ဆိုတဲ့ကောင်ကဘသူ့ကိုမှတောင်းပန်ဘူးတာမဟုတ်ဘူးနော်လူလေးတို့ဒီဘက်ကိုတစ်ချက်လောက်ကြည့်ပါဦးဆရာတဦးမှဝင်ပြောလိုက်တယ်ကဲကောင်မလေးလက်ကိုအရင်လွတ်လိုက်အောင်နော်
ခဏနေရင်လက်မှတ်ထိုးရအောင်မယ်တကယ်ကြောက်တတ်တဲ့ကောင်မလေးပဲစာမေးပွဲကောင်းကောင်းဖြေချနော်တက္ကသိုလ်ရောက်သွားရင်တော့မိဘတွေအုံမမှုနဲ့ဝေးသွားပြီဆိုတော့မင်းတို့နှစ်ယောက်ဘလို့ပဲချစ်ကြဘယ်သူမှမပြောတော့ဘူးဆရာကျွန်တော်တို့နှစ်ယောက်ကချစ်သူတွေလို့ပေါက်နေလို့လားပေါက်တာပေါ့ယောက်ျားလေးကအရေးချင်းရှိပြီးမိန်းကလေးကလှပတယ်ဆိုသလိုပဲလေဆရာမြင်တာလွဲနေပြီးကျွန်တော်မှအရေးချင်းမှမရှိတာသူကမှအရေးချင်းရောအလှပရောပြည့်စုံနေတာဒါဆိုရင်တော့မင်းကန်ကောင်းတာပေါ့ကွာကျောင်းစိမ်းဝတ်ဆောင်ကနေမင်္ဂလာကောင်ဝင်ထိသွားမဲ့အချက်မျိုးဆိုတာလူတော်တော်များများအိမ်မက်ထဲမှာတော့မဖူးကြဘူးတေချာတန်ဖိုးထားတော့အခုနကသတင်းထောက်တွေငါတို့ကိုတပ်ပုံရိုက်သွားတယ်ငါတို့နှစ်ယောက်တော့သတင်းနဲ့ပါတော့မယ်ထင်တယ်လင်းဝမ်ချိုးကမျက်နှာလေးမြင်မြန်ပြီးဘာမှမပြောဘူးအမြဲတမ်းခက်တီတီနေတတ်တဲ့သူမရဲ့မျက်နှာလေးကအခုချိန်မှာတော့တကယ်ကိုချစ်ဖို့ကောင်းနေတယ်ကိုဆရာတွေကငါတို့နှစ်ယောက်ကိုကြီးစားတွေလို့ထင်နေကြတာကိုနင်ကပြန်ရှင်းပြလိုက်မယ်လို့ထင်နေတာအချိန်ကုန်ခံပြီးမပြောချင်လို့ပါနှစ်ရက်တာစာမေးပွဲရက်တွေကမျက်စိတမိတ်တွင်းမှာပဲကုံဆုံးသွားတယ်ခေါင်းလောင်းတန်မြည်လာပြီးစာမေးပွဲခန်းဆောင်ဆရာကမေးခွန်းလွှာတွေကိုတင်ဆက်ပြီးတဲ့နောက်စာမေးပွဲခန်းအားလုံးကပြိုင်တူအော်ဟစ်အောင်ပွဲခံကြတော့တယ်10နှစ်တိုင်ဖိနှိပ်ခံထားရမှုတွေကနောက်ဆုံးမှာတော့လွတ်မြောက်သွားခဲ့ပြီလေအဲ့ဒီအထက်ကအချိုးအချင်းခါအဆက်အရတာတွေကိုတော့ကိုယ်တိုင်ပဲအသိဆုံးဖြစ်မှာပါကျွန်တော်လည်းအရန်ကိုပျော်နေမိတယ်ပြန်လည်မွေးဖွားလာတဲ့ကျွန်တော်အတွက်အပြင်းစရာအကောင်းဆုံးကစာတင်ရတာပဲလေဒီနောက်ပိုင်းတော့တကယ်ကိုလွတ်လွတ်လပ်လပ်ပျော်ရွှင်ဖို့ပဲကြံတော့တယ်အမိုက်ပုံးပေးကိုဖျက်သွားတဲ့အချိန်မှာကျွန်တော်ခုံအမက်ကအဲ့ဒီခါကိုထုတ်လိုက်ပြီးခဲတံတွေဘောပင်တွေကိုအမိုက်ပုံးနဲ့အကုန်လုံးပစ်လိုက်တယ်နှစ်လမ်းလောက်ရှောက်ပြီးတာနဲ့ရုတ်တရက်ကျွန်တော်နောက်ကိုချက်ချင်းပြန်လှည့်သွားတယ်ဒုက္ခပဲအမိုက်ပုံးတွေကနေဘောပင်နှစ်ချောင်းကိုပြန်နှိုက်ယူလိုက်တယ်အမိုက်ပုံးထဲမှာစာရွက်တွေနဲ့စာအုပ်တွေကြီးပဲဆိုတော့လုံးဝမညစ်ပတ်ပါဘူးဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါကိုရတနာတစ်ပါးလို့သဘောထားပြီးအင်ဂျီပေါ်မှာပုတ်တီးပုတ်တက်တုတ်လိုက်သေးတယ်တခြားဟာတွေပြစ်လိုက်လဲကိစ္စမရှိပေမဲ့ဒီနှစ်ချောင်းကတော့လုံးဝပြစ်လို့မရဘူးဒါကလင်းဝမ်ချိုးပေးထားတာလေလင်းဝမ်ချိုးပေးတော့ကလည်းပြန်ယူဖို့ရည်ရွယ်ထားတာမဟုတ်ပါဘူးတခြားသဘောတော့မရှိပါဘူးနောက်ထပ်ပတ်စံထပ်ပေးပြီးမဝယ်ချင်တော့လို့ပါစာမေးပွဲဖြေရတာဘယ်လိုနေလဲအရန်ကောင်းတယ်ဝမ်ချိုးဆရာမရဲ့ပင်ပန်းတင်ပေးခဲ့ရကြိုးကိုလုံးဝအလကားမဖြစ်စေရပါဘူးလင်းဝမ်ချိုးရဲ့အတွေ့အထဲမှာတော့ဒီလူဆိုးကောင်ကိုလုံးဝစကားမပြောချင်တော့ဘူးကျွန်တော်ဂုံယူဝင်းကြွားစွာနဲ့ပြုံးလိုက်တယ်ဘေးနားကကောင်မလေးရဲ့လှပတဲ့ဘေးဆောင်မျက်နှာလေးကိုမြင်လိုက်ရချိန်မှာတော့ရုတ်တရက်မင်းတက်သွားမိပြန်တယ်လွတ်လပ်မှုတွေအများကြီးနဲ့နေ့စဉ်ရက်ဆက်အတူရှိနေကြရတော့အရင်တုန်းကကိုဘေးနားမှာဒီလောက်ကောင်းတဲ့ငယ်တငယ်ချင်းတယောက်ရှိနေတာဟာလူတော်တော်များများအိမ်မက်တောင်မမက်ရဲတဲ့ကိစ္စတစ်ခုဆိုတာကိုကျွန်တော်မေ့လို့မတက်ဖြစ်နေကြတာပါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆက်ဆံရေးတွေအဆင်မပြေဖြစ်ခဲ့ပေမဲ့လင်းဝမ်ချိုးရှိနေပေးခဲ့လို့ဒါကျွန်တော်ရဲ့နှုတ်ပြမှုတွေကတကယ်ကိုထူးခြားခဲ့တာလေအထက်တန်းကျောင်းဘဝပြီးသွားပြီပေါ့နော်ငါဘဝတွေကိုရောက်လာပေးခဲ့လို့ကျေးဇူးတင်ပါတယ်ငါအခုစကားတစ်ခုပြောမယ်နင်းအရင်မှတ်ထားလိုက်ငါတို့အတိတ်ကလို့လုံးဝပြန်ဆင်ပြေသွားတဲ့နေ့ကျမှအဲ့ဒါကိုနားထောင်ဘာစကားလဲခဏအကြာမှာတော့လင်းချင်းလေးတစ်ချက်ဖြတ်တိုက်သွားပြီကောင်မလေးရဲ့နဖူးပေါ်ကဆန်ဆန်လေးတွေကိုလှုပ်ခတ်သွားစီကသူမရဲ့စကားတန်လေးကိုကျွန်တော်နားတဲ့အထိတည်ဆောင်လာပေးတယ်ငါလည်းနင့်ကိုကျေးဇူးတင်ပါတယ်နွေရာသီကျောင်းပိတ်ရက်ရောက်ရင်အားရပါရပျော်ရတော့မယ်လို့ထင်ထားခဲ့တာဒါပေမဲ့နောက်ရက်တွေမှာတော့တခါမှမကြုံဘူးလောက်အောင်ကိုအလုပ်တွေများနေတော့တယ်မတက်နိုင်ဘူးလေမေကစီးပွားရေးလုပ်ချင်စိတ်အရန်ပြင်းထန်လုံးနေတာကိုတိုင်ပဲရဲ့ဆိုင်ကူပါဝယ်လိုက်ပြီးဒီငွေကြီးအကျက်တဲ financial crisis ကြားထဲကနေအောင်မြင်မှုလမ်းကြောင်းတစ်ခုကိုဖောက်ထွက်နိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်ကိုတော့အသေးလဲပင်ပန်းသွားစေတော့တာပါပဲ WeChat ကနေစာဝင်လာတယ်နင်အလုပ်တွေပြီးပြီလားငါနေနဲ့အတူအပြင်ထွက်လေချင်လို့ချမ်းပိုင်ငါနေမကောင်းဖြစ်နေပြီထင်တယ်ဘာဖြစ်မှန်းမသိဘူးအရန်ကိုနေလို့မကောင်းဘူးချမ်းပိုင်ဤထိတ်လန့်သွားတော့အတွေးထဲမှာတော့ဒီကောင်မလေးကူကြီးဘာလို့ဒီကံကြမ္မာဆိုးကနေမလွတ်မြောက်နိုင်သေးတာလဲလင်းဝမ်ချိုးစီကဖုန်းဝင်လာခဲ့တယ်ချမ်းပိုင်ငါဖျားနေပြီထင်တယ်ဘာဖြစ်လို့လဲတော့မသိဘူးတကယ်ကိုနေလို့မကောင်းဘူးကျွန်တော်လည်းချက်ချင်းထားပြီးဆေးရုံကိုအပြေးလိုက်သွားခဲ့တယ်ဒီကံကြမ္မာဆိုးကနေဘာလို့မလွတ်မြောက်နိုင်ရသေးတာလဲလမ်းမှာအငှားကားတစ်စီးမှမတွေ့ရလို့ကျွန်တော်ဆေးကန်းဘက်ကိုအယူတယောက်လိုအပြေးလွှားသွားခဲ့တယ်ခေါင်းထဲမှာတော့အတွေးတွေပလူပြန်နေတာပဲတကယ်တော့အရင်ဘဝတုန်းကကျွန်တော်ကတစ်ချိန်လုံးပုံကန်ဆန့်ကျင်နေခဲ့တာမဟုတ်ပါဘူးတက္ကသိုလ်ရောက်တော့တဖြည်းဖြည်းသဘောပေါက်လာပြီးလင်းဝမ်ချိုးကိုဆက်သွယ်ဖို့ကြိုးစားခဲ့တယ်စာရီအများကြီးပို့ပြီးသူ့အခြေအနေကိုမေးခဲ့ပေမဲ့အားလုံးကရင်စုံမျောသွားတယ်လို့တိတ်ဆိတ်နေခဲ့တာလမ်းခွဲခဲ့တဲ့အဲ့ဒီနှစ်ကကျွန်တော်အသက်16နှစ်ဒီမိန်းကလေးကလည်းကျွန်တော်ဘေးမှာ16နှစ်တိတိရှိနေပေးခဲ့တာလေဒါပေမဲ့သူကရုတ်တရက်ကြီးဖျားနာပြီးကျွန်တော်ဘဝထဲကနေအပီးတိုင်ပြောက်ကွယ်သွားခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်ခိုင်မာယုံကြည်ထားခဲ့တာကလင်းဝမ်ချိုးကကျွန်တော်ကိုအရန်စိတ်ဆိုးသွားလို့ကျွန်တော်နဲ့အဆက်အသွယ်လုံးဝဖျက်ချင်သွားလို့ထွက်သွားတာပဲလို့ဒါပေမဲ့အခုတော့အဲ့ဒီတွေးတွေကရင်းရိုင်လာပြီးဘာလို့လဲဆိုတော့လင်းဝမ်ချိုးကကျွန်တော်ထင်ထားတာထက်ကျွန်တော်တို့ရဲ့တန်ရောစင်ကိုအများကြီးပို့ပြီးတန်ဖိုးထားနေလို့ပဲကျွန်တော်စီကန်းထဲကိုအပြေးလွှားဝင်သွားတော့ကုရီကကိုပိုင်ကားနဲ့ဆိုတော့ပုံမြန်မြန်ရောက်နေပြီအခုချိန်မှာလင်းဝမ်ချိုးရဲ့ဘေးမှာစိုးရိမ်တကြီးထိုင်နေတယ်ဘယ်လိုလုပ်ရုတ်တရက်ကြီးဒီလောက်တောင်ဖျားသွားရတာလဲနည်းနည်းလေးတောင်အားမရှိတော့ဘူးငငယ်လေးကလေးကအတူတူကြီးပြင်းလာတာသူဖျားတာကိုမြင်ဘူးတာပထမဆုံးအချိန်မဟုတ်ပေမဲ့ဒီလိုပုံစံမျိုးနဲ့အားအင်ကုန်ခန်းနေတာကိုတော့ပထမဆုံးအချိန်မြင်ဘူးတာပဲနင်းအရင်ဆုံးစိတ်ကိုလျှော့ထားမလို့နဲ့ဝမ်ချိုးဖျားနေတာဖျားက39ဒီဂရီတောင်ရှိတယ်ကုရီကပြောတယ်ဘာလို့ထပ်ဖျားရပြန်တာလဲဝမ်ချိုးကခုနကအစားမသွားတယ်လို့ပြောတယ်ဘာစားလိုက်လို့လဲငါမေပို့လိုက်တဲ့ပင်လယ်စာတွေလေငါကနင်းနဲ့အန်တီကိုချက်ကျွေးချင်လို့ဒါပေမဲ့တခါမှမချက်ဘူးတော့စမ်းချက်ကြည့်လိုက်တာလင်းဝမ်ချိုးကအားပြက်နေတဲ့အတန်လေးနဲ့ရှင်းပြတယ်ကျွန်တော်ရဲ့အတွေးထဲမှာတော့ဒါကတိုက်ဆိုင်မှုပဲဒီဖက်တွေကြောင့်ငါမချက်ခိုင်းလိုက်တဲ့ဟင်းကိုသူကိုယ်တိုင်စမ်းချက်ရင်ဖြစ်သွားရတာကိုတခြားဘယ်နေရာနေလို့မကောင်းသေးလဲနင်းသူနဲ့စကားပြောရင်အတန်နဲ့ကြဲကြဲပြောသူအခုနားသိမ့်မကြားရဘူးဖြစ်နေတယ်ကုရီကဝင်တတိပေးတယ်ဆရာဝန်ကပြောတယ်အဖျားကြပြီလား39ဒီဂရီရှိတုံးပဲလားကောင်မလေးကရုပ်လေးချောတဲ့လောက်ခန္ဓာကိုယ်ကဘာလို့ဒီလောက်အားနေရတာလဲအဓိကကတော့အစာအိမ်နဲ့ဦးလန်းချောင်းပြဿနာပဲနောက်ထပ်စီးတစ်လုံးထပ်ထိုးလိုက်ရအောင်ထပ်ထိုးမယ်ဒါပါစီးလဲကျွန်တော်ချက်ချင်းမေးလိုက်တယ်ကာနာမိုင်စင်လေးတော့ပြီဒီမှာဆက်မကူတော့ဘူးငါတို့မျိုးတွေကဆေးရုံကိုသွားမယ်ဒီဆေးကတေချာပေါက်မားနေပြီခမည်းဒီဆေးထိုးမယ်ဆိုတာဘာလို့စောစောကမပြောတာလဲပရိစီဝါဆေးကိုဖြစ်တယ်လို့ထိုးပေးလို့ရလို့လားဘဒူလာကဒီဆေးပဲထိုးပေးတာပဲဟာဆရာဝန်ကခက်ပေါ့ပေါ့ပဲပြန်ဖြေတယ်ဒါကအမီနိုဂျီအုပ်စုဝင်ပရိစီဝါဆေးပြဘေးထွက်ဆိုးကျိုးကနားကိုအစိတ်တင်စေတာ
အများကြီးထိုးမိရင်တကယ်ကိုအကြအာယုံဆုံးရှုံးသွားလိမ့်မယ်ပြီးတော့တစ်သက်လုံးပြန်မကောင်းနိုင်တော့ဘူးကျွန်တော်ဒေါသတကြီးអော်လိုက်တယ်ကုလို့မရဘူးအရင်ဘဝတုန်းကဖုန်းခေါ်ဆိုမှုတစ်ခုမှာအန်တီလင်းကဝန်ချိုးလေးနားမကြားရတော့ဘူးလို့ပြောခဲ့တာဒါကတကယ်အမှန်တရားပဲကိုနိုင်ငံခြားသွားစိတ်ကူတာတွေနောက်ဆုံးကိုအဆုံးစီရင်သွားတာတွေအားလုံးကသူ့ကိုဖျက်ဆီးပစ်ခဲ့တဲ့ဒီစေးချိန်စာကြောင့်ပဲပုံမှန်အားဖြင့်လူကြီးတွေကစေးတံခံနိုင်ရရှိကြတယ်ဒါပေမဲ့ဝန်ချိုးကငငယ်လေးကလေးကခန္ဓာကိုယ်အားနေတဲ့သူလေအခုပထမတစ်လုံးထိုးပြီးတာနဲ့တင်နားမကြားရတော့ဘူးတကယ်လို့ဒုတိယတစ်လုံးသာထပ်ထိုးလိုက်ရင်တခြားသူတွေဘလို့နေပါပဲဖြစ်ဖြစ်ငါတို့ဆက်မထိုးတော့ဘူးစိတ်ချပါကွာလူကြီးတွေပဲအဲ့ဒီလောက်ကြီးလဲနူးမနေပါဘူးမထိုးတော့ဘူးလို့ပြောနေတယ်လေလူနာကိုစေးကူဖို့အချိန်မဆွဲပါနဲ့ကွာတခုခုဖြစ်ရင်ငါတာဝန်ယူတယ်ခင်ဗျားတာဝန်ယူနိုင်လို့လားတကယ်လို့သူသာနားပင်းသွားရင်ခင်ဗျားသူ့ကိုယ်စားဝန်ခံပေးနိုင်လို့လားကျွန်တော်အော်ဟစ်လိုက်တယ်ငါစေးကန်းဖွင့်လာတာနှစ်ပတ်လောက်ရှိပြီလေစေးဘက်ဆိုင်ရာအမှားယွင်းတစ်ခါမှမဖြစ်ဘူးလူနာတွေအများကြီးနားနေကြတာမင်းဒီလိုဆက်អော်နေမယ်ဆိုရင်မင်းကိုအပြင်ထွက်ဖို့ပြောရလိမ့်မယ်လူပြောတာနားမလည်ဘူးလားအားချမ်ပိုင်ဒါဘာဖြစ်တာလဲတောင်နဲ့မေးတယ်ကျွန်တော်လင်းဝင်ချိုးနာကိုကတ်သွားပြီးငါသိတယ်နင်းအခုအရန်နေလို့မကောင်းဖြစ်နေတယ်ဆိုတာဒါပေမဲ့နင်းငါ့ကိုယုံနေမဟုတ်လားငါနင့်ကိုပွေ့ချပြီးအပြင်ထွက်မယ်ငါတို့မျိုးတွေကဆေးရုံကိုသွားမယ်တကယ်လို့မင်းကြောင့်ဆေးကူးတမှုနောက်ကျသွားပြီးလူနာတစ်ခုခုဖြစ်သွားရင်မင်းကောတာဝန်ယူနိုင်လို့လားဆရာဝန်ကနောက်ကနေချင်းချောက်တယ်ကျွန်တော်လင်းဝင်ချိုးဘက်ကိုလှည့်ကြည့်လိုက်တယ်ဘလို့ပဲဖြစ်ဖြစ်သူ့ကိုနားချမယ်လို့စိတ်ကူးထားပေမဲ့ကောင်မလေးရဲ့လက်နှစ်ဖက်ကလေထဲမှာစံတန်းထားလျက်သားလေးတစ်ချက်လေးတောင်မရွှေ့ရသေးတာကိုအံ့ဩစွာတွေးလိုက်ရတယ်သူကျွန်တော်ကိုစောင့်နေတာကျွန်တော်ခဏလောက်ကြောင်သွားပြီးမှသူ့လက်ကဆေးသွင်းထားတဲ့အကူကမန်းကတန်းဆွဲဖြုတ်လိုက်တယ်ကောင်မလေးရဲ့တေးသွင်းနူးနေတဲ့လက်မောင်းလေးတွေကကျွန်တော်လေဘင်းကိုဖွက်ဖွက်လေးဖက်တွေ့လာတာကိုခံစားလိုက်ရတယ်နှွေးထွေးတဲ့ဝင်တက်ထွက်တက်လေးတွေကကျွန်တော်လေဘင်းကိုလာရိုက်ခတ်နေတော့ကျွန်တော်မျက်ကွင်းတွေရုတ်တရက်ပူနွေးလာတယ်ဒီလိုမျိုးပြင်းပြင်းထန်ထန်လာခြင်းပြီးအကူညီမဲ့နေတဲ့အခြေအနေမျိုးမှာတော့လူကြီးတွေဆရာဝန်တွေအများကြီးဝန်းရံနေတဲ့ကြားကသူမကကျွန်တော်ကိုပဲရွေးချယ်ပြီးယုံကြည်ခဲ့တာလေးတက်တည်ပြလိုက်တာပဲအရင်ဘဝတုန်းကလင်းဝမ်ချိုးကိုကယ်တင်နိုင်ဖို့အခွင့်အရေးအများဆုံးရှိခဲ့သူကငါကိုယ်တိုင်ပဲဆိုတာမြို့ပေါ်ဆေးရုံခန်းထဲတွင်သူမိဘတွေကအဲ့ဒီတုန်းကမရှိဘူးလားအခုဘလို့နေလဲဆရာဝန်ကြီးကမေးတယ်လောလောဆယ်တော့ကြီးကြီးမားမားပြဿနာမရှိပါဘူးအခြေအနေကိုစောင့်ကြည့်လိုက်ကြတာပေါ့တခုခုထူးခြားရင်ကျွန်တော်ကိုဆက်သွယ်လိုက်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဖုန်းပြောတန်အန်တီလင်းဝမ်ချိုးအမေစိတ်မပူနဲ့တော့နော်ဝမ်ချိုးဘာမှမဖြစ်တော့ဘူးဆရာဝန်ကပြဿနာမရှိတော့ဘူးလို့ပြောတယ်ကျေးဇူးတင်ပါတယ်တားလေးချန်ပိုင်ရဲ့ဒီကောင်မလေးကလေအစတုန်းကအန်တီတို့ကုမ္ပဏီလေးစခါစားဆိုတော့မတက်နိုင်ပဲသူ့ကိုဇာတိမှာပဲထားခဲ့ရတာသူအလေတန်းရောက်ကလေးကသူ့အဖေနဲ့အန်တီကသူ့ကိုရှမ်းချမ်းမြို့ကိုလာပြီးကြောင်းတက်ဖို့နေတိုင်းတိုက်တွန်းခဲ့တာအနားမှာဆိုတော့ဂယုဆိုင်ရလွယ်တာပေါ့နေတိုင်းအကောင်ရောအစိုးရောမျိုးစုံပြောပြပြီးခေါ်တာတော့သူကတေချာပေါက်မလာဘူးအဲ့ဒီမှာပဲတယောက်တည်းနေမယ်ဆိုပြီးတင်းခံနေတာဒီတစ်ခါတော့အန်တီကိုတကယ်အသေးလန့်သွားစေတာပဲသူ့မှာသာတခုခုဖြစ်သွားရင်အန်တီတစ်သက်လုံးနောင်တရနေတော့မှသားလေးတားရှိနေလို့တော်သေးတာပေါ့ချမ်ပိုင်ကြီးအတွေးထဲမှာတော့တကယ်ပဲငါတစ်ချိန်လုံးအထင်လွဲနေခဲ့တာပဲအရင်ဘဝတုန်းကလင်းဝမ်ချိုးကငါ့ကိုစိတ်ဆိုးလို့ထွက်သွားခဲ့တာလုံးဝမဟုတ်ဘူးဒီလိုသာနေမကောင်းမဖြစ်ခဲ့ဘူးဆိုရင်လင်းဝမ်ချိုးကငါ့အနာကနေထွက်သွားဖို့ဘယ်တော့မှစိတ်ကူးထားခဲ့မှာမဟုတ်ဘူးအရင်ဘဝတုန်းကနေငါသူ့ပေါ်အဲ့ဒီလောက်တောင်မကောင်းခဲ့တာကိုလေအန်တီကျွန်တော်တောင်းပန်ပါတယ်ထို့တောင်းလာတဲ့တောင်းပန်စကားတစ်ခွန်းကဘဝနှစ်ခုစာအချိန်ကာလတွေကိုဖျက်ကျော်သွားခဲ့တယ်ရှောက်မပြောပါနဲ့တားရဲ့အန်တီကသူ့ကိုပင်လယ်စာတွေပို့ပေးလိုက်မိတာအန်တီအမတွေပါတားရဲ့တားနဲ့တားမေမေကအဲ့ဒီမှာခဏလောက်ဂရုစိုက်ပေးထားပါဦးအန်တီနဲ့ဝန်ချိုးဖေအခုချက်ချင်းပြန်လာခဲ့မယ်အနောက်ကျဆုံးမနဲ့ထန်တော့ရောက်မယ်ဆေးရုံရေချိုးခန်းထဲမှာအကိုကြီးဘေးနားကလူတယောက်ကဝင်ပြောတယ်ကျွန်တော်အိမ်သားထဲမဝင်ခင်ကလေးကခမရမျက်နှာတက်နေတာအခုကျွန်တော်ဝမ်းသွားလို့တောင်ပြီးသွားပြီခမရဘာလို့မျက်နှာတက်နေတော့လဲကျွန်တော်ရေဆက်တွေချတဲ့ကနေအတန်တုံနဲ့ပြန်ဖြေလိုက်တယ်မျက်လုံးတွေဆက်နေလို့ပါဘယ်သွားနေတာလဲဖုန်းသွားဆက်နေတာလားအတန်နဲ့ကြဲကြဲပြောငါတေချာမကြားရဘူးအခုနာကနင့်အဖေနဲ့အမေစီဖုန်းသွားဆက်နေတာလို့ပြောတာမနဲ့စောစောပြန်ရောက်မယ်လို့အန်တီကပြောတယ်ကျွန်တော်သူမရဲ့မျက်နှာကိုတေချာကြည့်လိုက်ပြီးနင့်မျက်ကွင်းတွေကဘာလို့หนีရဲနေတာလဲမူထားတာလားနင့်အဖေငါ့ကိုစူလိုက်လို့လားဒီကိစ္စကငါနဲ့မှမဆိုင်တာဖုန်းပေးစမ်းငါသူ့ကိုပြန်ခေါ်ပြီးပြောလိုက်မယ်မဟုတ်ပါဘူးတကယ်မစူပါဘူးငါအဖေကဖုန်းကြတာနဲ့ချက်ချင်းလေရင်လက်မှတ်တော့ဝယ်တော့တာဘာမှတော့မပြောလိုက်ရဘူးနင်ကနားတော်ပင်းတော့မလို့ဖြစ်နေတာကိုငါ့ကိုအရင်ဆုံးလာပြီးစိတ်ပူပေးမနေပါနဲ့လားအရင်ဘဝတုန်းကဒီနေ့မှာလင်းဝမ်ချိုးတယောက်တည်းဘာတွေများဖြတ်တန်းခဲ့ရမလဲရိုးရိုးဖျားတာပဲဆိုပြီးငငယ်ကလေးကသူ့ကိုအမြဲကယူဆိုင်ပေးခဲ့တဲ့မိမေကိုအားနာလို့မပြောခဲ့တာလားဒါမှမဟုတ်ငါကသူ့ကိုမုန်းနေတော့မဲလို့ထင်ပြီးနေမကောင်းတာကိုတော့ငါ့ကိုမပြောပဲတယောက်တည်းချိန်မိတ်ခံစားနေကြတာလားလူသူကင်းမဲ့နေတဲ့အိမ်ကြီးထဲမှာဆောင်ပုံနဲ့ကွေးကွေးလေးဝင်ခွေနေရင်တကယ်ကိုမခံစားနိုင်တော့တဲ့အဆုံးကြမှာအနည်းဆုံးစီကံကိုတွားခဲ့ရတာလားတကောင်ရအချိန်ဖျားကြလို့တတိပြန်လည်လာတဲ့အခါရုတ်တရက်ကြီးကိုပါမကြားရတော့ဘူးဆိုတာကိုတတိထားမိသွားတဲ့အချိန်သူဘလောက်တောင်အားကိုးရမယ်ဖြစ်သွားခဲ့မလဲငါကငငယ်လေးကလေးကလင်းဝမ်ချိုးကိုတေချာဆောက်ရှောက်ပါမယ်လို့ကတိပေးထားခဲ့တာကိုဘာရီငေးနေတာလဲငါစဉ်းစားနေတာတကယ်လို့သာငါကနင့်ကိုအရင်လာပြီးပြန်ဆင်ပြေအောင်မချော့ခဲ့ဘူးဆိုရင်နင်ငါစီကိုဒီဖုန်းခေါ်ဖြစ်ပါမလားလို့ဆရာဝန်ကအခုနကပြောတယ်တကယ်လို့နင်သာအဲ့ဒီဒုတိယစီတစ်လုံးကိုထပ်ထိုးခံလိုက်ရရင်ဘလို့မှကုလို့ရမှာမဟုတ်တော့ဘူးတဲ့ပြီးတော့နင်မိဘတွေကနင့်ကိုအရင်ချစ်တာဆိုတော့နင့်ကိုခေါ်ပြီးတကဘာလုံးဘက်ကဆေးလိုက်ကုကြမှာတေချာတယ်ဒါဆိုရင်ငါတို့နှစ်ယောက်ဘယ်တော့မှပြန်တွေ့ခွင့်ရတော့မှာမဟုတ်ဘူးအင်းတကယ်လို့ငါသာတကယ်နားမကြားရတော့ဘူးဆိုရင်အဲ့ဒီလိုဘဝမျိုးကိုပဲဖြတ်တန်းရတော့မှာပေါ့အဲ့ဒီလိုသာဆိုရင်တည်သွားတာကမှပိုကောင်းဦးမယ်နေငါ့ကိုဆက်သွယ်ဖြစ်မှာလားချမ်ပိုင်ကြီးအတွေ့အရင်ဘဝတုန်းကလင်းဝမ်ချိုးစီကိုစာရီအများကြီးပို့ခဲ့ပေမဲ့ဘာလို့ပင်လယ်ထဲကြောက်ခဲပစ်ချလိုက်တယ်လို့အကုန်ပြောက်ွယ်သွားခဲ့ရတာလဲဆိုတာကိုသူတကယ်သိချင်နေခဲ့တာမဆက်သွယ်ပါဘူးတကယ်လို့ငါတို့ရဲ့ဆက်ဆံရေးကအရင်လိုဆိုးရနေတော့မယ်ဆိုရင်တော့ငါနားမကြားရတော့တဲ့ကိစ္စကိုနင့်ကိုတေချာပေါက်ပြောပြမှာမဟုတ်ဘူးငါတို့ပြန်စင်မပြေသေးလို့လားမဟုတ်ဘူးနင်နောင်တရပြီးတစ်သက်လုံးစိတ်ဆင်းရဲနေမှာဆိုလို့အခုမှပဲ
အတိတ်ဘဝကလင်းဝမ်ချိုးနဲ့ပတ်သက်တဲ့ပဟေလီတွေအားလုံးအတွက်အပြေမှန်ကိုကျွန်တော်ရရှိသွားခဲ့ပါပြီနင်ကအရင်တုန်းကငါ့ကိုနေတိုင်းလူဆိုးကောင်လို့ခေါ်နေခဲ့တာလေနင်ကတစ်သက်လုံးဒီလောက်ထိစိုးသွမ်းနေမှာမဟုတ်ဘူးဆိုတာငါသိတယ်လေဒါပေမဲ့နင်တစ်သက်လုံးနောက်တရနေတော့မှအဲ့ဒီအချိန်တုန်းကနင်ကအနားမှာမရှိပေးခဲ့တာတွေကိုနောက်တရမယ်ဒီနှစ်တွေထဲမှာငါ့ကိုတေချာဂရုမစိုက်ပေးခဲ့တာတွေကိုနောက်တရမယ်အဲ့ဒါကြောင့်ငါနင့်ကိုဘယ်တော့မှဆက်သွယ်မှာမဟုတ်ဘူးနင့်ကိုလည်းဘယ်တော့မှတီးခွင့်ပေးမှာမဟုတ်ဘူးငါအပေါ်ကိုအဲ့ဒီလောက်တောင်ယုံကြည်တာလားငါကိုယ်တိုင်တော့ငါဒီလောက်ကောင်းမှမသိခဲ့ဘူးချမ်းပိုင်ငါကနေနဲ့အတူငငယ်လေးကလေးကကြီးပြင်းလာတာလေတခါတလေကြာရင်ကိုတိတာထက်ငါကနင့်ကိုပိုတိနေတတ်တယ်ကဲအခုတော့နားလိုက်ပါဦးနင်ငါကိုယုံကြည်ပေးခဲ့တဲ့အတွက်တောင်ကျေးဇူးမတင်ရသေးဘူးဟင်းဘာလို့စကားမပြောတော့တာလဲနေရင်ရက်လိုက်ပါတော့အခုငါတေချာမကြားရလို့ပါလင်းဝမ်ချိုးကအတီကောင်လိုဟန်ဆောင်တဲ့နေရာမှာတကယ်ကိုတစ်ဖက်ကန်းခက်ကျွမ်းကျင်တာပဲဘိုက်စာနေပြီလားဘာစားကျင်လဲငါသွားဝယ်ပေးမယ်ဘာဖြစ်ရပါတယ်ဟင်းနားမကြားရတော့ဘူးဆိုနေဒီနားကိုခဏလောက်တိုးခဲ့ပါအောင်စောစောကတော့မျက်နှာသေးလေးနဲ့ဘလောက်တောင်အေးဆက်ဆက်နိုင်လိုက်တယ်လဲအခုကျတော့ငှက်ကလာအုပ်လိုခေါင်းလေးဝက်ပြီးနေပြန်ပြီဒီလူကအခြေအနေတစ်ခုနဲ့တစ်ခုစန့်ကျင်ဘက်ဖြစ်အောင်နေတဲ့နေရာမှာဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲအန်တီရေအသားလုံးဆန်ပြုတ်တပွဲနဲ့ရှောင်းလုံးတစ်ပေါင်းလောက်ပေးပါစေးရုံခန်းထဲသို့ပြန်ရောက်လာပြီးနောက်လင်းဝမ်ချိုးကိုမတွေ့၍အထိတ်တလန့်လိုက်ရှာရမှခေါင်းမိုးထက်တွင်တွားတွေ့သည့်မြင်ကွင်းငါဒီအတိုင်းလင်းချင်းခံထွက်လာတာပါနင်ငါကိုအဲ့ဒီလောက်ကြီး6လက်မနေပါနဲ့ဟာကျွန်တော်နှလုံးသားကဒီနေ့အတွက်တကယ်ကိုဒဏ်ရာကြီးကျယ်ရသွားခဲ့ပြီးအခုနကတကယ်ကိုကြောက်သွားတာဘာလို့လဲဆိုတော့လင်းဝမ်ချိုးရဲ့အကြားအာယုံကတက်တာသွားပေမဲ့သူ့ရဲ့စိတ်ကြယောဂ depression ကပျောက်သေးတာမှမဟုတ်တာနင့်တတိကတကယ်ကောင်းတာပဲစိတ်ကြယောဂတွေကဒီလိုရင်ခုန်စရာကောင်းတာတွေကိုသဘောကျကြတာလားအကျင့်ပါနေပါပြီဒီနောက်ပိုင်းနှစ်တွေမှာငါစိတ်ညစ်လာတိုင်းခေါင်းမိုးထက်ကိုလာပြီးလင်းချင်းခံလေးရှိတယ်နင့်လေတန်ကဒီကိုခဏခဏလာနေကြအတိုင်းပဲဘာလို့လဲဆိုတော့နင်ငါကိုခဏခဏအနိုင်ကျင့်လို့လေတောင်းပန်ပါတယ်ဒီနေ့ဘာလို့တစ်ချိန်လုံးတောင်းပန်နေရတာလဲနင်ငါအသက်ကိုကယ်ပေးခဲ့တာကိုတော့ငါကကျေးဇူးမတင်ရသေးဘူးပြီးတော့နင်တောင်းပန်တာတွေကလုံလောက်နေပါပြီထပ်ပြောနေရင်ငါတို့ရဲ့ပြန်လည်တည်မြဲခြင်းတိုးတက်မှုနှုန်းကတက်လာမှာမဟုတ်ဘူးနော်ငါကအယူမှမဟုတ်တာအဲ့ဒီလောက်ချော့ရလွယ်ပါမလားအရင်တုန်းကငါကနင့်ကိုအမြဲတမ်းစိတ်ဆင်းရဲအောင်လုပ်ခဲ့မိလို့ပါအဲ့ဒီတုန်းကငါကတကယ်ကိုတုံးခဲ့တာနင်ဘာလို့အရင်တုန်းကချမ်းပိုင်ကိုဒီလောက်တောင်အပြစ်တင်နေရတာလဲလင်းဝမ်ချိုးကရုတ်တရက်မေးတယ်အဲ့ဒါငါအမားရီကြီးပဲမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒါကအရင်တုန်းကနင်ပဲလေနင်သူ့ကိုအပြစ်မတင်ရဘူးအဲ့ဒီတုန်းကနင်လည်းလမ်းပြောင်းနေခဲ့မှာပါဘယ်ကိုသွားရမှန်းမသိပဲဝေဝါးနေခဲ့မှာငါကနင့်ကိုလူဆိုးကောင်လို့အမြဲခေါ်ခဲ့ပေမဲ့တကယ်တမ်းတော့နင့်ကိုတစ်ခါမှအပြစ်မတင်ခဲ့ပါဘူးဒါဆိုရင်ဘာလို့ငါနဲ့ပြန်ဆင်းပြအောင်မနေခဲ့တာလဲအပြစ်မတင်ဘူးဆိုတာကစိတ်မဆိုးဘူးလို့ပြောတာမှမဟုတ်တာအဲ့ဒါကကိစ္စနှစ်ခုလေလင်းဝမ်ချိုးနင့်ရဲ့စရိုက်ကတကယ်ကိုကြောင်တောင်ပဲနော်နင်ကောဘာထူးလို့လဲမေမေကပြောတယ်နင်အလဲတန်းရောက်ကလေးကနင့်ကိုရှမ်းချမ်းမျိုးကိုလာဖို့ခဏခဏခေါ်ခဲ့တယ်တဲ့ဒါပေမဲ့နင်ကလုံးဝမသွားဘူးဆိုနင်ဘာလို့အဲ့ဒီလောက်တောင်ကောင်းမှရတာလဲဦးလေးနဲ့အန်တီတို့နောက်ကိုလိုက်ပြီးမျိုးကြီးကိုသွားတာကဘလောက်ကောင်းလဲဘာကိစ္စဒီမှာနေပြီးဒုက္ခခံနေရတာလဲငငယ်ကလေးကမိဘတွေအနားမှာမရှိလို့အနိုင်ကျင့်ခံခဲ့ရတာတွေကနဲလို့လားငါကောင်းပါတာမဟုတ်ပါဘူးဒါဆိုရင်နင်တုံးတာပဲငါမတုံးပါဘူးဒါဆိုဘာလို့မသွားတာလဲဘာလို့လဲဆိုတော့ငါကဒီနေရာလေးကိုသဘောကျလို့ထားမသွားရလို့ပါလင်းဝမ်ချိုးကြီးအတိတ်ကိုလွမ်းဆွတ်တော့အတွေးလေတန်းငငယ်တုန်းကလည်းအခုလိုညမျိုးမှာပဲအပြင်မှာငိုယိုနေတဲ့ငါကိုချမ်းပိုင်ကလာရှာတွေ့ခဲ့တယ်ငါလက်လေးကိုဆွဲပြီးအိမ်ကိုအတူတူပြန်ခေါ်သွားပေးတယ်တခြားကလေးတွေဝတ်ထားတဲ့ငါရဲ့ဖက်စာအုပ်တွေကိုလည်းတနေ့ကုန်အချိန်ယူပြီးပြန်ရှာပေးခဲ့တယ်ပြီးတော့ငါမျက်ရည်တွေကိုတုပ်ပေးရင်ပတ်စံတွေအကြာကြီးစုထားတာနင့်ကိုအယုတ်သွားဝယ်ပေးမယ်ထားတဲ့အဲ့ဒီတော့ငါအခုလိုပဲကျယ်ရီပြည့်နေတဲ့ကောင်းကင်ကြီးကိုကြည့်ရင်တကဘာလုံးကတခြားလုံးတွေနဲ့လှုပ်ထားသလိုမျိုးအရန်ကိုလှပပြီးပျော်စရာကောင်းတယ်လို့ခံစားခဲ့ရတာချမ်းပါကြီးအတွေးလေတန်းဒီစုပ်ပြက်နေတဲ့နေရာလေးကိုဘာများသဘောကျစရာရှိလို့လဲလင်းဝမ်ချိုးကလွဲရင်အရင်ဘဝတုန်းကဒီနေရာလေးဟာငါအတွက်နာကျင်စရာအမတ်တရားတွေကြီးပဲချမ်းရစ်ပေးခဲ့တာပါသဘောကျတာပေါ့ငငယ်လေးကလေးကသဘောကျခဲ့တာလင်းဝမ်ချိုးကတိုးတိုးလေးပြောတယ်ကဲပါငါတို့ပြန်ကြရအောင်ဒီလူဆိုးကောင်ချန်ဖြိုးနောက်ထပ်အကြံဉာဏ်တစ်ခုရနေပြန်ပြီးဘာဖြစ်လို့လဲငါအစကဘိုက်မစားပါဘူးဒါပေမဲ့နင်းစားနေတာကိုအကြာကြီးထိုင်ကြည့်နေရတော့အခုပိုက်ထဲကအရန်စာလာလို့နေရခန့်နေပြီးသူမကရှောင်းလုံးကိုသူနဲ့ညက်ပြီးသူ့ပစနာတေးပေးလိုက်တယ်ငါကအပြင်ထွက်ပြီးအစားတောက်သွားဝယ်မလို့ဆက်ဆောင်နေရင်တကယ်ငက်တေတော့မှသူမကပြန်ပြောတယ်အခုဘယ်လိုဖြစ်တာလဲမစားဘူးလားဘိုက်စာလုံးလို့နေရခန့်နေတယ်ဆိုလင်းဝန်သားကြီးအတွေးထဲမှာတော့သူလိန်နေမှန်းတိတိရဲနဲ့တောင်အနည်းဆုံးတော့သူပြောလို့အပြီးကိုစောင့်လိုက်ပါဦးလားပြီးတော့ဒီတူကသူအခုလေးတင်ပါဆက်ထဲထည့်ထားတဲ့တူကြီးလေကျွန်တော်ကစားလိုက်တယ်ပေါ့ရှောင်းလုံးဆိုတဲ့အစားအစာကဒီလောက်တောင်စားလို့ကောင်းတာလားငါကတပွဲတည်းပဲဝယ်လာတာကိုနင်းသားစားပါငါခဏနေပိုက်စာရင်အပြင်ထွက်ဝယ်စားလိုက်မယ်လင်းဝန်သားကဟန်ကိုကိုလုပ်ပြီးညင်းတယ်ငါတယောက်တည်းအကုန်မစားနိုင်လို့ပါအဲ့ဒါနေနည်းနည်းလောက်ကူစားပေးပါလားကျွန်တော်ကတူအစ်စ်တစုံကိုယူလိုက်ပြီးသုံးမလို့လှုပ်ဟန်ပြင်းရင်တောက်ဆိုပြီးတူကိုချိုးပစ်လိုက်တယ်ဒီခေတ်ကတခါသုံးတူတွေကအရေးသွေးတကယ်ညံ့တာပဲဒီဟာကသုံးလို့မရဘူးစုတွေအများကြီးပဲလက်ကိုစုလိုက်မယ်အဆင်ပြေပါတယ်နောက်ထပ်တစုံကြံသေးတာပဲဒီလူကအဲ့ဒီလောက်ကြီးတော့အရှက်မရှိတာမဟုတ်ပါဘူးလေကျုပ်ဆိုတဲ့အတန်နဲ့အတူနောက်တစုံကိုလည်းကျွန်တော်ချိုးပစ်လိုက်ပြန်တယ်ဒီတစုံကလည်းအရေးသွေးမကောင်းဘူးနည်းနည်းလေးကွေးလိုက်တာနဲ့ကျိုးသွားတာပဲနင်းနည်းနည်းလောက်တရုပ်ဆောင်ပေးလို့မရဘူးလားငါ့ကိုငါလဲစားလို့ရအောင်လေးတောင်တရုပ်မဆောင်ပေးဘူးလင်းဝမ်ချိုးကမျက်စောင်းလေးထိုးပြီးပြောတယ်သူနာပြုဆရာမလေးရုတ်တရက်ဝင်လာသည်ကျမအခုနာကလုတ်ဖို့ခိုင်းဖက်အတွက်ထမင်းတော်ဝယ်ပေးရင်သူတစုံပို့ပါလာလို့ဒါလေးယူသုံးလိုက်ကြတော့အမလေးခမည်းမဇက်ဝင်ကန်းပါလို့လားဘလို့လို့ရုတ်တရက်ကြီးထွက်လာရတာလဲကျွန်တော်ကစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ်ကျမကလူနာရဲ့အခြေအနေလာကြည့်တာလေကောင်းကင်ကြီးပြူကျသွားပြီပဲလင်းဝမ်ချိုးကဝင်ပြောတယ်အမေကြီးသူနာပြုဆရာမကိုကျေးဇူးတင်ပါတယ်နော်ဒါပေမဲ့စင်းမြင့်မတိချတဲ့ပစ္စည်းတွေကိုတော့မသုံးတာကောင်းပါတယ်ငါလည်းအဲ့ဒီလိုပဲထင်တယ်လူတွေကတခြားသူတွေရဲ့စကားကိုနားထောင်တင်တာပေါ့သူများကိုယုံလွယ်လို့မရဘူးလေကျွန်တော်ကချက်ချင်းထောက်ခံလိုက်တယ်ဒီလူဆိုးကောင်ချန်ဖြိုးနောက်ထပ်အကြံဉာဏ်တစ်ခုရနေပြန်ပြီးဘာဖြစ်လို့လဲငါအစကဘိုက်မစားပါဘူး
ဒါပေမဲ့နင်းစားနေတာကိုအကြာကြီးထိုင်ကြည့်နေရတော့အခုပိုက်ထဲကအရန်စာလာလို့နေရခန့်နေပြီးသူမကရှောင်းလုံးကိုသူနဲ့ညက်ပြီးသူ့ပစနာတေးပေးလိုက်တယ်ငါကအပြင်ထွက်ပြီးအစားတောက်သွားဝယ်မလို့ဆက်ဆောင်နေရင်တကယ်ငက်တေတော့မှသူမကပြန်ပြောတယ်အခုဘလို့ဖြစ်တာလဲမစားဘူးလားဘိုက်စာလုံးလို့နေရခန့်နေတယ်ဆိုလင်းဝန်သားကြီးအတွေးထဲမှာတော့သူလိန်နေမှန်းတိတိရဲ့နဲ့တောင်အ ਨੇ ဆုံးတော့သူပြောလို့အပြီးကိုစောင့်လိုက်ပါဦးလားပြီးတော့ဒီတူကသူအခုလေးတင်ပါဆက်ထဲထည့်ထားတဲ့တူကြီးလေကျွန်တော်ကစားလိုက်တယ်ပေါ့ရှောင်းလုံးဆိုတဲ့အစားအစာကဒီလောက်တောင်စားလို့ကောင်းတာလားငါကတပွဲတည်းပဲဝယ်လာတာကိုဟိုလေအန်တီကတားလို့နှစ်ယောက်ကိုအနောက်ရှက်ပေးတယ်လို့များဖြစ်သွားပြီလားတကယ်တစီချောက်တာပဲမိမိကတကားဝမှာရက်ပြီးပြူးကြောင်ကြောင်နဲ့ကြည့်နေတယ်ဒီနှစ်ယောက်ကအခုလေးတင်ရန်ဖြစ်နေကြတာမဟုတ်ဘူးလားလို့တွေးနေတဲ့ပုံပဲမိမိဘာလာလောက်တာလဲဘာလာလောက်ရမှာလဲငါကဝန်ချိုးလေးကိုလာပြုစုတာပေါ့အသားပြုစုပေးနေတာပဲမဟုတ်ဘူးလားနင်ကဒီလိုပုံစံနဲ့ပြုစုနေတာလားမဟုတ်သေးပါဘူးနင်တို့ပုံစံကအဲ့ရပုံမှာဖမ်းမိသွားတဲ့အဟမ်းမိမိနောက်ထပ်ခဏလောက်ဆက်ပြုစုခိုင်းထားရင်ဘလို့အခြေအနေတွေထိရောက်သွားမလဲဆိုတာတရေတောင်သိမှာမဟုတ်ဘူးတားတို့ငယ်တုန်းကလည်းဒီလိုအမြဲတမ်းနေခဲ့ကြတာပဲမဟုတ်ဘူးလားအဲ့ဒါကတော့ဟုတ်ပါတယ်မိမိတားပြောတာမဟုတ်ဘူးနော်တားနဲ့သူနဲ့ကငငယ်လေးကလေးကအတူတူကြီးလာတဲ့အင်မတန်ရိုးသားဖြူစင်တဲ့ဆက်ဆံရေးလေမိမိစီရောက်မှဘာလို့အတိတ်တွေလွဲကုန်ရတာလဲအင်းနင်ပြောတာလည်းဟုတ်တယ်လို့ပဲဒါပေမဲ့တခုခုတော့မှားနေတယ်လို့ပဲအခုနင်တို့ကကြီးနေပြီလေလူကြီးတွေဖြစ်နေပြီကိုတကယ်လို့မိမိကတားကိုလူကြီးတယောက်လို့သတ်မှတ်တယ်ဆိုရင်တားကိုအိမ်ပေါ်ကနေမောင်းထုတ်လိုက်ပါလားတားပါတာအပြင်မှာပဲရုန်းကန်ပြီးနေလိုက်တော့မယ်မိမိကအဲ့ဒီသဘောပြောတာမဟုတ်ပါဘူးဒါနဲ့ဝမ်ချိုးအခုဘလို့နေသေးလဲအများကြီးတက်တာသွားပါပြီအန်တီတကယ်တော့လူတွေရဲ့အုံနောက်ထဲမှာအတွေးတွေရှုပ်ထွေးနေတဲ့အချိန်ဆိုရင်အချိန်ကြာကြီးငင်းမောနေမိတတ်တယ်သူနာပြုကောင်တာမှာဆရာဝန်တွေတာဝန်လွှဲပြောင်းချိန်ကနေကြည့်လိုက်ရင်ကျွန်တော်ဒီလိုမျိုးငေးကြည့်နေတာ၄နာရီတောင်ရှိသွားပြီဝီချက်မှာကုရီဤစာဝင်လာသည်အလုပ်တွေပြီးပြီလားဘာလုပ်နေလဲအရင်ဘဝကအကျင့်တွေကအခုထိမပြောက်သေးဘူးအရင်ဘဝတုန်းကဒီမိန်းကလေးကနေတိုင်းဒီလိုစကားတွေပဲလာပြောနေလို့လေမိန်းကလေးတယောက်ကကိုကိုဘာလုပ်နေလဲလို့ကိုယ်တိုင်ဆက်မေးလာပြီဆိုရင်တကယ်တမ်းကကိုဘာလုပ်နေလဲဆိုတာကိုသိချင်လို့မဟုတ်ပါဘူးကိုကိုလွမ်းလို့တွေးချင်နေလို့ပါနင်းစေးရုံမှာပဲအိတ်မှာလားဟိုတယ်သွားမအိတ်ဘူးလားအေးမိသွားလိမ့်မယ်တကယ်ကိုစိတ်မချရတဲ့သူပဲရင်ထဲမှာနည်းနည်းလေးမူချက်နေလို့ဒီမှာနေရတာပိုပြီးအိတ်လို့ကောင်းတယ်ဒီနေ့နေရှိနေလို့တော်သေးတာပေါ့မဟုတ်ရင်ငါတို့လည်းဒီလောက်မြန်မြန်ရောက်လာနိုင်မှာမဟုတ်ဘူးနင်းလူနာဆောင်ပေးတဲ့အချိန်တေချာလေးအမှတ်ယူဖို့မမေ့နဲ့နော်ဒီလိုအချိန်မျိုးကမိန်းကလေးတွေရဲ့မျက်လုံးထဲမှာအမှတ်အများဆုံးရတဲ့အချိန်ပဲဒီကောင်မလေးကရုတ်တရက်ကြီးဘာတွေလာပြောနေတာလဲကိုယ့်ရဲ့ကူညီပေးမဲ့သူကိုဒီလောက်တောင်လေးစားမှုရှိတာလားနင်ကရီးစားထားဘူးလို့လားလှုပ်ချင်တိုင်းလှုပ်လို့ရတာလားနင်ကိုကိုပဲရင်ဘက်လေးဖိပြီးတွေးကြည့်တကယ်လို့ငါသာရီးစားတစ်ခါမှမထားဘူးရင်တော့ငါကယောက်ျားလေးအယောက်တရာကိုလိုက်ကြည့်စေရင်69ယောက်ကတော့တေချာပေါက်အောင်မြင်မှာပဲမဟုတ်လားအင်းရင်ဘက်ဖိပြီးပြောရရင်တော့အယောက်တရာမှာ100လုံး69ယောက်ကတော့အောင်မြင်မှာပေါ့လိုက်လို့မရတဲ့သူတေချာပေါက်ရှိကိုရှိမှာပဲငါတွေးတောင်မတွေးရဘူးနေ့လိုတထေးသမီးလေးကအစွမ်းကုန်စူးစမ်းပြီးလိုက်တာတော့မရတဲ့ကောင်ဆိုရင်ဘယ်လိုကောင်မျိုးဖြစ်နေမလဲလို့သူကကဘာမြေကြီးအကြီးကဲရဲ့သားများလာပဲတကယ်လို့သူကစာတစ်တုံးကြီးအခြေရေးမှာထုံထိုင်းတဲ့သူဖြစ်နေရင်ကောတစ်တုံးဆိုရင်တော့ငါလိုက်နေတာကိုမသိပဲနေပါမလားအဲ့ဒီလောက်ထုံတဲ့တစ်တုံးကိုနင်လဲသဘောကျမှာမဟုတ်ပါဘူးတစ်တုံးဆိုပေမဲ့လည်းအားသာချက်တွေအများကြီးရှိနိုင်တာပဲလေငါ့ကိုသဘောကျအောင်လုပ်နိုင်တဲ့တစ်တုံးဆိုရင်တေချာပေါက်အားသာချက်တွေပုံများမှာပေါ့ပြီးတော့တကယ်လို့တယောက်ယောက်ကိုသဘောကျဖို့အတွက်အကျိုးမြတ်တွေကိုချိန်ဆနေရအောင်မယ်ဆိုရင်အဲ့ဒါကိုတကယ်အချစ်တရားလို့ခေါ်လို့ရပါဦးမလားကျွန်တော်တို့နှစ်ယောက်လုံးစကားမပြောဘဲခဏလောက်တိတ်ဆိတ်သွားတယ်မူလကလေးကရှုပ်ထွေးနေတဲ့အတွေးတွေကအခုတော့ပိုပြီးရှုပ်ထွေးသွားတယ်လို့ပဲစောစောကအကြောင်းကိုပြန်ပြောရရင်နင်တေချာလေးအမှတ်ယူတင်တယ်မဟုတ်လားဝန်ချိုးကအရင်တုန်းကနင့်ကိုအမုန်းဆုံးပဲလို့ပြောခဲ့တာကိုငါသိပါတယ်နင်ကအဲ့ဒါကိုတကယ်ကြီးမှတ်ထားတာလားမိန်းကလေးတွေကပြောင်းပြန်ပြောတတ်တယ်ဆိုတာနင်မသိဘူးလားနင်ကတကယ်အယူကြီးပဲလားနင်ကကိုဘာပြောချင်တာလဲဆိုတာငါသိပါတယ်ငါကနင့်ကိုတကယ်မုန်းတာဟုတ်တယ်အရန်ကိုမုန်းတာလူအကြီးကြီးမျက်နှာထူကြီးကိုအထင်ကြီးတဲ့ကောင်ကိုရီတယောက်အပီးတန်တဲ့ကစကလုံးတွေအကုန်ထုတ်ပြီးဆဲဆိုတဲ့မုတ်ထဲရောက်သွားပြန်ပြီးကျွန်တော်ဖုန်းစခရင်ကိုပိတ်လိုက်ပြီးစိတ်ရှိလက်ရှိခဏလောက်စောင့်နေလိုက်တယ်ဘာမှမဖြစ်ပါဘူးဒါတွေကအရင်ဘဝကတည်းကစူဆောင်းလာတဲ့အတွေ့အကြုံတွေလေခဏနေတော့ငါ့ကိုမေးဦးလေအခုဘာလုပ်နေလဲလို့အိတ်တော့မလို့မေးလိုက်တော့လေအိတ်ရမဝင်ခင်ငါပုံကိုဖြတ်ပြဖို့မမေးနဲ့နော်အန်ဆန်လုပ်လို့မရတော့လို့ကျွန်တော်လည်းဘာမှမသိပဲစက်ဖီပုံကိုဖွင့်ကြည့်လိုက်တယ်အခုတော့ငါတို့နှစ်ယောက်လုံးတုံးသွားကြပြီးတကယ်တော့ကူရီကလည်းအရန်ကိုပိန်တာပဲဒါပေမဲ့ဘယ်လိုပြောရမလဲအိမ်မှာရွှေတွင်းရှိတဲ့တထေးသမီးလေးဆိုတော့လေဟင်းငါနင်းပုံကိုအလကားမကြည့်ပါဘူးငါပုံကိုလည်းပြန်ပို့ပေးမယ်လေကူရီကပြန်ပြောတယ်ဟုတ်တကယ်တော့နင်ကမြတ်သွားတာပါကျွန်တော်ပြန်ပို့လိုက်တယ်ငါတပုံပို့တယ်နင်တပုံပို့တယ်ငါတို့ကြည်သွားပြီလေသူမကပြန်ပြောတယ်ဒါပေမဲ့ဒီကဘာပေါ်မှာငါကယောက်ျားလေးတယောက်တည်းကိုပဲတပုံပို့ဖူးတာနော် Good night ပါချမ်းပိုင်ကြီးပြုံးစီစီဖြစ်ညီးတွားရင်ဒီကောင်မလေးတွေကတော့လေတယောက်ပြီးတယောက်လူကိုအိတ်တောင်အိတ်ခိုင်းမှာမဟုတ်တော့ဘူးအတွေးတွေလည်းလွင်မျောနေတော့မှာပဲချမ်းပိုင်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်အန်တီလျိုလင်းဝမ်ချိုးရဲ့အမေရောက်လာပြီလားတားလေးချမ်းပိုင်ဒီအောက်ကိုဘာလို့ဆင်းလာတာလဲကွယ်လူနာကတင်ဘယ်မှာလဲဆိုတာအန်တီတို့တည်သားပဲဟာကိုဒီနှစ်တွေထဲမှာမေမေနဲ့အန်တီလျိုတို့တွေ့လိုက်ရင်တယောက်ဆံပင်တယောက်ဆွဲဖွာပြီးစားတော့တက်ကြတာဘသူကအရင်စခဲ့တဲ့အကျင့်လဲဆိုတာတော့မသိတော့ပါဘူးဘလို့ပဲဖြစ်ဖြစ်လူကြီးတွေရောက်လာပြီဆိုတော့ကျွန်တော်ကအောက်ဆင်းပြီးကြိုရမှာကလှုပ်တဲ့လှုပ်ထိုက်တဲ့တာဝန်ပဲလေတညလုံးကားမောင်းလာရတာဆိုတော့ထမင်းစားဖို့တောင်အချိန်မရတော့ဘူးမလားတားပဲနှုတ်ပူပူလေးနည်းနည်းဝယ်ထားတယ်ဒါကတောက်ရတာလွယ်တယ်လေလူနာခန်းစီသွားတဲ့လမ်းမှာတင်တောက်လို့ရတယ်ဦးလေးလေးရဲ့အတွေ့ထဲမှာတော့အထက်တန်းကျောင်းတောင်တက်လို့မပြီးသေးတဲ့ကောင်လေးတယောက်ကဒီလောက်တောင်အကက်ခတ်တတ်ပါလားငါရဲ့အတွင်းရင်းမှုသာသူ့တဝက်လောက်အလိုက်တည်ရင်တိတ်ကောင်းပါပဲကျွန်တော်ကတော့မျက်နှာတီတီနဲ့ဦးလေးလင်းကိုကြည့်ပြီးဘာမှသိမတွေးနေပါဘူးဘာလို့လဲဆိုတော့လင်းဝမ်ချိုးရဲ့မျက်နှာသေးလေးကသူ့အဖေစီကအမွေရထားတာဆိုတာတေချာနေလို့လေအရက်ရှည်လာတယ်နော်ဦးလေးလင်းကတူတူပြက်ပြက်ပဲပြောတယ်ဒီဘက်ကသွားရအောင်ဦးလေးလင်းဆရာဝန်ကဝမ်ချိုးဘာမှမဖြစ်တော့ဘူးလို့ပြောတယ်ခ
ခဏနေရင်စေယုံကဆင်းလို့ရပြီတော်သေးတာပေါ့ကွာမနေ့ကတော့တကယ်အသေးလန့်သွားတာပဲခဏနေစေယုံဆင်းဖို့ငါသွားလုပ်လိုက်မယ်မင်းနဲ့မင်းဦးလေးလေးနည်းနည်းလောက်နားကြဦးအန်တီလီယိုလင်းဝမ်ချိုအမေကဝင်ပြောတယ်6လလောက်လေးမတွေ့ရတာချန်ပိုင်လေးကဘယ်လိုလုပ်ဒီလောက်တောင်ချောလာရတာလဲတားကတော့ဘာမှပြောင်းလဲသွားတယ်မထင်မိပါဘူးအတွင်းစိတ်လေးရင်းချက်လာတဲ့ယောက်ျားလေးတွေကိုမိန်းကလေးတွေကသဘောကျဆုံးပဲကွယ်မူလကလေးကရုပ်လေးကချောပြီးသားဆိုတော့အခုဆိုအရှိန်ဝါလေးပါထွက်နေပြီနင်းတက်ကတူရောက်ရင်မိန်းကလေးဘယ်နှစ်ယောက်လောက်နင်းစီမှာလာကြွေးကြမလဲဆိုတာအန်တီတွေးတောင်မတွေးရဘူးအန်တီလီယိုကလည်းတားမှာအဲ့ဒီလိုစိတ်ကူးတွေမရှိပါဘူးဒါပေမဲ့ချန်ပိုင်တားတတိထားရမယ်နော်အခုခေတ်မိန်းကလေးတော်တော်များများကအန်တီတို့ငငယ်တုန်းကလိုမယိုးသားကြတော့ဘူးတချို့ဆိုရင်ပတ်စံတွေတန်ရောစင်တွေလိန်ညာလှည့်စားတတ်ကြတယ်အဲ့ဒီလောက်တောင်ကြောက်စရာကောင်းတာလားဒါပေါ့အဲ့ဒါကြောင့်တားနောက်တစ်ချိန်ရေးစားထားချင်လာရင်ကိုတီတီချာချာတိကျွမ်းနားလေတဲ့မိန်းကလေးတွေထဲကနေပဲရွေးချယ်ရမယ်တကယ်လို့ရုပ်လေးလဲချောပြီးတားရဲ့အကြောင်းကိုလည်းဦးမချီခမကြံတိနေတဲ့မိန်းကလေးမျိုးဆိုရင်တော့အကောင်းဆုံးပေါ့ချန်ပိုင်ကြီးအတွေ့အထဲမှာတော့တမျိုးကြီးပဲဒီစကားပြောဟန်ကဘာလို့ဒီလောက်တောင်ရင်းနှီးနေရတာလဲမကြောက်နဲ့တော့နော်ဝမ်ချိုးမေမေရှိတယ်မေမေဒီမှာရှိတယ်လင်းဝမ်ချိုးရဲ့မိဘတွေကသူ့ကိုတကယ်ပဲအလိုလိုက်တာပါတကယ်လို့သာသူကအလဲတန်းကလေးကရှမ်းကျန်းကိုလိုက်သွားခဲ့မယ်ဆိုရင်တေချာပေါက်အရန်ပျော်ရွှင်ရမှာနေတိုင်းကိုပါတာအဝိရှော်ထမင်းချက်ပြီး6ကက်ကက်အင်ကြီးထဲမှာတယောက်တည်းနေစရာမလိုတော့ဘူးလေသူကမှောင်တာကိုအရန်ကြောက်တတ်တာကိုပြီးတော့အရင်ဘဝတုန်းကသူ့ရဲ့ ATA ဆက်ဆက်ရိုက်နေဒီလောက်ပွင့်လင်းတက်ကြွတဲ့အန်တီလူကအဲ့ဒီလိုသမီးလေးဆင်းရဲဒုက္ခရောက်ပြီးထွက်သွားရတာကိုဘယ်လိုများခံနိုင်ရရှိအောင်ကြော်ဖြတ်ခဲ့ရမလဲမင်းမေမေရဲ့ online ဆိုင်ကိုကုလုပ်ပေးနေတယ်လို့ကြားတယ်အခုရောအခြေအနေဘယ်လိုလဲဦးလေးလင်းကမေးတယ်အခုတလောသားသိမကြည့်ဖြစ်ပါဘူးနေတိုင်းယွန်4-5တောင်လောက်တော့ရမယ်ထင်တယ်ကျွန်တော်ရဲ့ AACC ပြောလိုက်တဲ့ပုံစံကဟန်ဆောင်ထားတာမဟုတ်ပါဘူးဒါပေမဲ့ဒီကောင်လေးကအသက်18နှစ်ပဲရှိသေးတာလေဆိုပြီးဦးလေးလင်းအံ့ဩသွားပုံရတယ်မင်းကြောင့်ပြီးရင်ငါကုမ္ပဏီမှာအလုပ်ဝင်လုပ်ဖို့အရင်ကစဉ်းစားထားတာအခုကြည့်ရတာအဲ့ဒါမလိုတော့ဘူးထင်တယ်ဦးလေးနောက်နှစ်လောက်ကစပြီးပြည်တွင်းဈေးကွက်ကိုဦးလဲဖို့စဉ်းစားတင်တယ်နောက်ဆိုရင်ပြည်တွင်းဈေးကွက်ကပိုပြီးကြီးလာတော့မှထုတ်လုပ်နိုင်စွမ်းဖြစ်ဖြစ်ဝယ်ယူနိုင်စွမ်းဖြစ်ဖြစ်နိုင်ငံခြားထက်နည်းနည်းလေးမှနှိမ့်ကြမှာမဟုတ်ဘူးစက်ရုံအချို့ကိုငှားထားလိုက်ဘာပဲထုတ်လုပ်ဈေးနှုန်းနဲ့အရေးသွေးချိန်တို့ကြည့်ရင်ပြည်ပကလူတွေဘယ်လိုမှလိုက်ရှင်နိုင်မှာမဟုတ်ဘူးဦးလေးလေးအံ့ဩမင်တက်သွားတော့အတွေ့ထဲမှာတော့အိုလံပစ်ပွဲတော်အပြီးမှာနိုင်ငံတော်ကတိုးတက်မှုနှုန်းမြန်လာတော့မယ်ဆိုပြီးငါကုမ္ပဏီကိုတွင်းကုန်ကနေပို့ကုန်အဖြစ်ပြောင်းလဲဖို့ရင်းထဲမှာအမြဲတမ်းတိတ်လေးကြီးစဉ်းစားထားခဲ့တဲ့ဒီလိုဝက်ချက်အခွင့်အရေးကိုချန်ပိုင်ရဲ့ပါဆက်ကနေကြားလိုက်ရလိမ့်မယ်လို့တကယ်ကိုထင်မထားခဲ့ဘူးဘေးဆောင်လေးကြည့်ရင်တော့လင်းဝမ်ချိုးကတကယ်ကိုလှပလုံးပါတယ်ဘလို့ပဲရိုက်ဖုန်းဝေါ်ဖေးဘလို့လို့ရတယ်နီဝါမျိုးအောင်လက်သမီးကိုယ်တိုင်တိတိကျကျထုစစ်ထားတဲ့လက်ရတစ်ခုလိုပဲပြည့်စုံလုံးနဲ့လူယုံမှာဘာလို့ဆဲတာလဲငါ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတာလေငါမိဘတွေကရှေ့ကမ်းမှာထိုင်နေတာနင်ကငါရှုခင်းကြည့်မဲ့နေရာကို꿰ထားလို့လေဝီချက်တွင်စာပိုးစကားတွေထဲမှာတော့နေ့ရက်ဒီမှတ်ထားတဲ့နာမည်ကြီးကဘာကြီးလဲအခုချက်ချင်းပြန်ပြောင်းလိုက်ချန်ပိုင်ကလင်းဝမ်ချိုးရဲ့နာမည်ကိုဝမ်ချိုးလေးလို့ပြောင်းထားခြင်းဖြစ်သည်ပြန်ပြောင်းလိုက်ရင်တခြားသူတွေကိုငါမှတ်ထားတဲ့နာမည်တွေနဲ့နင့်ကိုမှတ်ထားတဲ့နာမည်ကတူသွားမှာပေါ့ဒါဆိုနင်ကတခြားသူတွေနဲ့အတူတူပဲဖြစ်သွားမှာလေတေချာလားငါပြောသားပဲဒီမိမရဲ့စရိုက်ကတကယ်ကိုနည်းနည်းတော့စိုးသွမ်းတာပဲကောင်းပြီလေနင်ကဒီလိုကစားချင်တာပေါ့အပြန်လန်ယုံစရာကောင်းအောင်လုပ်တာဘသူကမလုပ်တတ်လို့လဲကြည်ရတာမိဘတွေရှိမှဆိုတော့လင်းဝမ်ချိုးကကျွန်တော်ကိုမဆွဲစိတ်ရဲဘူးထင်တယ်မပြောင်းဘူးဘသူကအရင်ဆောက်လုပ်လို့လဲမပြောင်းရင်လဲနေပေါ့ဒါပေမဲ့တခုခုတော့ထူးခြားနေတယ်လို့ပဲအခုနကသူငါဖုန်းစခရင်ကိုလှမ်းကြည့်လိုက်တော့ကဝမ်ချိုးလေးဆိုတဲ့နာမည်ကိုမြင်သွားတော့နှက်ခမ်းထောင်လေးကမတိမတာပြုံးသွားတယ်လို့ပဲဒီလိုတေချာအာယုံဆိုင်ကြည့်မှမြင်ရမယ့်အပြုံးမျိုးကိုငငယ်ကလေးကသူ့ဘေးမှာကြီးပြစ်လာခဲ့တဲ့ငါမှလွယ်ပြီးဘသူကမြင်နိုင်မှလဲဘာရင်နေတာလဲချန်ပိုင်ကြီးအတွေ့ငါကသူ့ကိုယုံအောင်လုပ်လိုက်တာလေဘာလို့သူကပြန်ပြီးဂုံယူနေတဲ့ပုံပေါက်နေရတာလဲငါမရဲပါဘူးငါအရန်ဒေါသထွက်နေတာဘသူရဲရင်ဘသူခွေးလေးပဲမလုပ်ချင်ပါဘူးနင်ကတက်တက်အပြစ်ရှိတယ်လို့ဖြစ်နေလို့လေနင့်မျက်နှာကတကယ်ထူတာပဲနင်ငါ့ကိုပြန်မပြောင်းပေးရင်ငါအဲ့ဒီနာမည်တိုင်းပဲနင့်ကိုအပြင်မှာခေါ်တော့မှာနော်ဒီကလေးနှစ်ယောက်ရဲ့ဆက်ဆံရေးကတကယ်ကိုကောင်းတာပဲနော်အန်တီလိုကရှေ့ခန်းကနေလှမ်းပြောတယ်တကယ်လို့ချန်ပိုင်သာဒီနှစ်တွေထဲမှာမစိုးသွမ်းခဲ့ဘူးဆိုရင်ပိုပြီးတောင်ကောင်းနေဦးမှာမန်ထင်မေမေချန်ပိုင်ငငယ်လေးကလေးကကြုံတွေ့ခဲ့ရတာတွေကိုကြည့်ရင်သူအခုလိုနည်းနည်းလေးစိုးသွမ်းတာကတကယ်ကိုလိမ့်မာနေပါပြီငါသိတာပေါ့ဒီလိုကိစ္စမျိုးကိုငါလိုအမေတယောက်ထက်ဘသူကပိုသိနိုင်မှာလဲသူတို့နှစ်ယောက်အကြောင်းပြောရရင်လေမန်ထင်ငါအရင်တုန်းကကလေးထင်ရတာတကယ်ကိုတက်တာခဲ့တာဘာလို့လဲဆိုတော့တားချန်ပိုင်ရှိနေလို့လေဝမ်ချိုးလေးလေးဘက်ဆက်သွားတတ်တဲ့အရွယ်တုန်းကအရန်ငူတာဒါပေမဲ့နင့်သားကိုသူ့ဘေးနားထားပေးလိုက်တာနဲ့တိတ်ငူတော့ဘူးနေ့တိုင်းနင့်သားကိုဖက်ပြီးပါးတွေကိုရောလက်မောင်းတွေကိုရောလိုက်ကိုက်နေတော့တာပဲအဲ့ဒီတုန်းကသားကနည်းနည်းလေးမှပြန်မခုခံဘူးလားပြန်မကိုက်ဘူးလားကျွန်တော်ကမနေနိုင်ပဲဝင်မေးလိုက်တယ်အဲ့ဒီတုန်းကသားကအရန်လိမ့်မာတာငိုတော့မငိုရဲဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီတုန်းကသားကိုအန်တီအိမ်ကိုခဏခေါ်သွားပြီးဝမ်ချိုးလေးကိုအဖော်လုပ်ခိုင်းရတာလေဒါဆိုသားကအလကားအကိုက်ခံလိုက်ရတာပေါ့လက်စားတောင်ပြန်မချီလိုက်ရဘူးဟာကားထဲမှာရဲတန်းတွေစူညံသွားတယ်ချန်ပိုင်ကြီးအတွေးထဲမှာတော့ကားပေါ်ကနေခုန်ဆင်းခြင်းစိတ်တောင်ပေါက်လာပြီးဒါနဲ့တင်လက်စားတောင်မချီလိုက်ရပဲရောင်းစားခံလိုက်ရတာလား